အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗေဒီဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်ကျွန်တော်ခုဒီကမှာတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးအတွက်16ရက်3လ2025ကနေ22ရက်3လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလတွေမှာကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဘယ်လိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကံရပဲစပြီးပြောကြပါတော့ဗျာနော်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီကာလမှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဖို့ဆိုလို့ရှိရင်အမေရိကန်ကောင်းတဲ့ရတပရကာလကြားရောက်နေတာတွေ့ရတယ်။သူကအလုပ်မှာထပ်ပြီးတိုးချက်ပြီးလုပ်ကိုင်လို့ရတဲ့အနေအထားတွေကုညီမဆားမဲ့သူတွေပေါ်တာတွေရက်ထက်နေတဲ့လုပ်ငန်းတွေပြန်လည်ပြီးတော့စတင်အကောင့်တွေပေါ်လို့ရတဲ့ကာလမျိုးလို့ခေါ်တယ်ဗျာနော်။စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေအမှန်ကောင်းတယ်။အလုပ်တွေတစ်ခုစတင်အကောင့်တွေပေါ်လို့အကောင်းဆုံးအချိန်ကာလဖြစ်တယ်။စိုင်းနေပါတွေဖွင့်မယ်ဆိုဖွင့်လို့အကောင်းဆုံးပေါ့ကာလအလုပ်တွေတိုးချက်မဲ့ဆိုတော့တိုးချက်လို့အကောင်းဆုံးပဲ။တချို့ကလက်ထက်မှာအရင်လေးရှိတယ်ဒီတော့တွေလုပ်ရင်အဆင်ပြေလားမပြေလားတွေးပြီးတော့အချိန်ကုန်ခံမနေနဲ့လုပ်ဖြစ်အောင်လုပ်ပါဒီကလာမှာအစပြိုလုပ်ကလိုက်တဲ့ကိစ္စတွေဒီလာမယ့်အနာဂတ်တွေအတွက်အသီးပွင့်ကောင်းတွေတေချာပေါက်ခံစားမဲ့ကာလလို့ခေါ်တယ်ဗျာနော်အဲ့တော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတိုးချက်ပြီးလုပ်ကိုင်မဲ့သူတွေဆိုရင်အရန်ကောင်းတယ်ဗျအထူးသဖြင့်အလုပ်ကန်နဲ့ပတ်သက်လို့ရှိရင်မြေပါတွေဝယ်ရောင်းလို့တဲ့သူတွေဒီကလာမှာအရန်ကောင်းတယ်ဗျာနော်ပွဲသားတွေအနေနဲ့ဆိုအယောင်းဝယ်တဲ့တာပေါ့မြေအယောင်းဝယ်လေးတွေတက်တက်လေးတွေရောင်းလို့ကောင်းတဲ့အနေအထားလေးတွေဖြစ်တယ်စံစပါးတူလောင်ရောင်းဝယ်တဲ့ကိစ္စလေးတွေအမှန်ကောင်းတယ်စီပါတွေတူလောင်ရောင်းဝယ်တဲ့ကိစ္စတွေအမှန်ကောင်းတယ်ဗျာနော်တခုလုပ်တဲ့ဆိုလို့ရှိရင်တော့တယောက်တည်းအားနဲ့မလုပ်နဲ့ပေါ့စုပေါင်းဆက်ပေါင်းလုပ်ပါပို့ပြီးတော့အကျိုးပေးတယ်ပြီးတော့မကြခင်ဆောင်းဝဲလေးတွေဖြည့်တရားရှိတယ်ညီငယ်ညီမငယ်လေးတွေတနင်္ဂနွေသားသမီးတွေအတွက်အမှန်ဝမ်းသာမှုကောင်းတယ်ဒီကာလမှာလည်းဆောင်းဝဲဖြည့်ရင်ဖြည့်တဲ့ဆောင်းဝဲအောင်မယ်ဆိုတဲ့ကာလတွေမှာပါတဲ့အတွက်ပညာရေးမှာအောင်တယ်အောင်တော့သူကရိုးတနမအောင်ဘူးဗျထူးထူးချွန်ချွန်လေးအောင်မယ်ဆိုတဲ့ကာလတွေမှာပါတဲ့အတွက်ပညာရေးနဲ့ပတ်သက်ရင်တော့ဘာမှစိတ်ပူစရာမလိုဘူးကိုယ့်ဘက်ကလိုအပ်တဲ့ဝရိယစိုက်ထုတ်မှုလေးပဲလိုတယ်ကံတရားရဲ့ထောက်ပံ့မှုကတော့အပြည့်အဝရပြီဗျနော်အဲ့တော့အပြည့်အဝရတဲ့အချိန်မှာမှပေါ့ဆက်လို့ကြာရှုံးမှုတွေနဲ့ရေစံခဲ့ရရင်တော့အမှန်တန်လူဖြစ်ရှုံးပါတယ်ဗျနော်အဲ့တော့ညီငယ်ညီမငယ်တွေဘာမှစိတ်မပူနဲ့ကြိုးစားပါဂုဏ်လူတွေနဲ့ထူးထူးချွန်ချွန်အောင်မယ်ဆိုတဲ့ကာလတွေမှာပါပါတယ်ဝမ်းလဲဝမ်းသာပါတယ်ဗျနော်ပြီးတော့ဒီကာလမှာဒီဝန်ထမ်းတွေဆိုလို့ရှိရင်ပေါ့လေယာရုတိုးအပြောင်းလဲတွေဖြစ်တဲ့ကာလလို့ခေါ်တယ်ယာရုတိုးတွေပါဖြည့်မယ်ဆိုရင်အောင်တယ်ဗျဒီကာလမှာလက်ရှိအဆင့်နဲ့နောက်တစ်ဆင့်မြင့်သွားမယ့်အနေအထားလေးတွေကြုံရတတ်တယ်။ဘော်ဒူဂုံလူစုစိတ်တွေချင်းချင်းခံရတဲ့ကာလတွေမှာပါတယ်။တော်တော်လေးအားကောင်းတယ်ပေါ့နော်။ကိုထက်ကြီးခဲ့တဲ့အထက်လူကြီးတွေရဲ့ကိုကြီးဆောက်ရှောက်မဆမှုတွေရရှိပိုင်ဆိုင်မယ်ဆိုတဲ့ကာလတွေမှာပါတယ်။သို့တော့တခုစိတ်ပူစရာလေးတွေရှိတယ်။အဲ့ဒါဝန်ထမ်းတွေရောအလုပ်ရှင်တွေရောသူကအောက်လက်ငယ်သားဒုက္ခပေးတော့မှာဗျဒီကာလမှာတခုတစ်စုံဖြစ်ခဲ့ပြီးဆိုရင်သူကအောက်လက်ငယ်သားတွေကိုစီကထွက်သွားတယ်။ကိုနဲ့စက်ကျင်မဲ့အရက်ကသူတွေစီမှာသွားပြီးပူပေါင်းဆောင်ရွက်တယ်။ကိုနောက်ကျော်ဓာတ်နဲ့ထိုးတယ်စသည်အဖြစ်ပေါ့အတွင်းလူယုံတွေဒုက္ခပေးတယ်လက်အောင်ငယ်သားတွေဒုက္ခပေးတယ်အဲ့ဒါတွေကိုအကြောင်းပြုပြီးအချက်တစ်ခွဲအကျိုးနဲ့ဖြစ်တာရောရောက်ကြောက်ပြဿနာတွေဖြေရှင်းရတာဒါမျိုးတွေအစားသွားဖြစ်တတ်တယ်အဲဒီအလုပ်ပိုင်ရှင်တွေဆိုရင်လည်းအလုပ်သမားတွေကိုဆန္ဒပြတာစက်ညင်တော်လန်တိုက်ခိုက်တာကိုစီယာရုပ်တရက်ထွက်သွားတာဖြစ်တဲ့အတွက်အလုပ်တွေရပ်တန့်သွားတာမျိုးပြန်ခေါ်လို့လည်းမရဘူးချက်ချင်းလူခေါ်လို့လည်းမဝင်ဒါမျိုးလေးတွေဖြစ်တတ်တယ်ပေါ့လေအဲ့တော့လူတွေနဲ့ပတ်သက်ပြီးအခက်အခဲလေးတွေကြုံရတတ်တယ်အထူးသဖြင့်အောက်လက်ငယ်သားလေးတွေဒုက္ခပေးတတ်တယ်သတိထားပါဒါအပြင်မိသားစုရေးရတယ်မှာဆိုလို့ရှိရင်လည်းသူကဒီကာလမှာတနင်္ဂနွေသားသမီးတွေကဘာသာရေးနဲ့ပတ်သက်ပြီးထူးထူးခြားခြားလေးဆောင်ရွက်ရတဲ့ကိန်းလေးတွေရှိတယ်တခါမှမရောက်ဘူးတဲ့ဖျားဦးခီးလေးတွေရုပ်ရည်ထွက်ရတာပျော်ဝဲရှင်ဝဲခီးလေးတွေထွက်ရတာအဲ့လိုမျိုးကောင်းတဲ့ဟာလေးတွေသွားလာတတ်တယ်ပြီးတော့ညီငယ်ညီမငယ်တွေပြပသွားပြီးတော့ပညာတော်သင်ရှောင်းမဲ့သူတွေနော်ကျောင်းသားသားမဲ့သူတွေဆိုရင်ဒီကာလမှာအမှန်ကောင်းတယ်ဗျယောဒနာအလုံးနဲ့ပတ်သက်ပြီးနိုင်ငံသားသွားပြီးအလုံးလုံးမဲ့သူတွေထက်ဆိုင်ပညာရေးနဲ့ပတ်သက်ပြီးသွားတဲ့သူတွေကပို့ပြီးတပန်းတာတယ်အားတာတယ်လုံနေတဲ့တေချာပေါက်အဆင်ပြေတဲ့ကိန်းထဲမှာပါတဲ့အတွက်ဘာမှစိတ်ပူစရာမလိုဘူးသင်္นานအစ်တွေတက်ကြတာဆရာကောင်းသမားကောင်းတွေနဲ့စုံစည်းရတဲ့ကိန်းတွေအစအများကြီးပါတယ်ဗျပြီးတော့ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကြီးတဲ့အခါမှာလဲဒီကာလမှာမမျော်လင့်မနဲ့ငွေအစုလိုက်ပြုံလိုက်ဝင်လာတတ်တဲ့ကာလလို့ခေါ်တယ်ပတ်စံနဲ့လည်းမပြတ်ပါဘူးဗျနော်စိတ်ပူစရာမလိုဘူးတနင်္ဂနွေသားသမီးတွေဒီတစ်ပတ်ကာလကတော့ကံကောင်းတယ်လက်လာပါလေးတွေရှင်လိုက်မယ်ငွေကြေးလေးတွေအဆင်မပြေရင်တော့မှကိုယ့်ကိုကူညီဆောက်ရှောက်မဲ့အရင်ကြီးထုတ်ပေးမဲ့သူလေးတွေပေါ်ပေါက်လာမှာဖြစ်တဲ့အတွက်အမှန်ဝမ်းသာဖို့ကောင်းတယ်အကူအညီလေးတွေတောင်းလို့ရတဲ့အနေအထားရှိတယ်စိတ်မပူနဲ့ဗျာနော်တခုတော့ရှိတယ်ဗျဒီအောက်လက်ငယ်သားလေးတွေဒုက္ခပေးတတ်တဲ့ထဲမှာမိသားစုထဲမှာလည်းပါတယ်သားသမီးတွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်စိတ်ဒုက္ခရောက်ရတတ်တယ်သားသမီးတွေရဲ့အကြောင်းအကြောင်းပေါ့လေအခက်မသိရင်အမှုအခင်းတွေမှာရင်ဆိုင်ရတတ်တဲ့ကိန်းရှိတယ်အထူးသဖြင့်ကိုသားသမီးတွေဒီကာလမှာအရွယ်ရောက်ပြီးသားသူတွေရှိရင်အိမ်တော်ဝင်နဲ့ပတ်သက်ပြီးအချက်တွေအကျိုးနဲ့ဖြစ်တာအိမ်တော်ဝင်နဲ့ပတ်သက်ပြီးပြဿနာတွေဖြစ်တာကြုံရတတ်တယ်အဲ့ဒါတွေကိုကိုကပါဝင်ဆောင်ရွက်ပေးနေရုံရောက်ကြပြဿနာဖြေရှင်းရတာမျိုးဖြစ်တတ်တယ်ကိုရဲ့အိမ်ကို
ဒီမုတ်ဆုံကတော့တခုလက်တို့အိမ်တော်ရဲ့အဆင်မပြေတဲ့သားသမီးတွေတို့စိတ်ဝန်းကြီးကိုမောင်နှမတို့ကိုယ့်စီကိုရောက်လာတာမျိုးလေးတွေဖြစ်တတ်တယ်ဗျာနော်အဲ့ရသူတို့ရောက်လာပြီးနောက်ပိုင်းသူတို့ရဲ့နောက်ဆက်တွဲအမှုကိစ္စလေးတွေပါတော့အိမ်ပူတယ်လို့ခေါ်တာပေါ့လေဖြစ်နိုင်တော့အဝင်မတော်ဘူးပေါ့လေသို့တော့သားသမီးဖြစ်တဲ့အခါမဝင်လို့လည်းမကောင်းဆိုတဲ့အနေအထားတွေဖြစ်လာတတ်တယ်ဗျသတိတော့ထားပါအထူးဂရုစိုက်ပါပြီးတော့ဒီကရမှာအိမ်တော်ကြီးမြစ်တာကြီးနဲ့ပတ်သက်လို့ရှိရင်တော့တနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေအမရန်ကန်တာတဲ့ရက်ထဝတာကာလပါပဲဝိုင်းဝိုင်းလည်နေတတ်တယ်ဗျနော်စိတ်ကြရွေးချယ်ခွင့်ရမယ့်အနေအထားဖြစ်တာတွေ့ရတယ်ဗျဆိုတော့ချစ်တဲ့ခင်တဲ့သူတွေပေါ်တတ်တယ်စမ်းအလုံးပွင့်တဲ့ကာလခေါ်တယ်ချစ်သူမရှိရင်ချစ်သူရတတ်တယ်ချစ်သူရှိတဲ့သူတွေဆိုရင်လည်းမင်္ဂလာကိစ္စလေးတွေစီစဉ်ဆောင်ရွက်ရတဲ့အနေအထားလေးတွေဖြစ်တတ်တယ်စမ်းပွင့်လို့ပြီးတော့တယောက်ထပ်ပို့တဲ့မြတ်တာကြီးအနောက်ရှက်လေးတော့ဝင်တတ်တယ်သတိလေးထားပေးပါလို့ထပ်တယ်လည်းအကြံပေးခြင်းတယ်ဗျနော်ဂရုစိုက်ပေးပါအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ရုံးလေးပဲနဲ့တယောက်တနေရာစီခွဲပြီးနေရတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်သတိထားပေးရုံရောက်ကြောက်ပြဿနာဖြေရှင်းရတာမျိုးလေးတွေဖြစ်တတ်တယ်ကိုယ်တိုင်ကဖြစ်စေအိမ်တော်ဘက်ကဖြစ်စေလောင်းကစားလုပ်မိတဲ့အကြောင်းအကျွေးတင်တာမျိုးလေးတွေနောက်ဆက်တဲ့အမှုကိစ္စလေးတွေဖြစ်ပြီးအိမ်တွင်းရံလေးတွေအစားဖြစ်တတ်တယ်အလောင်းစားအထူးရှောင်ရှားပါလို့ထပ်တယ်လည်းအကြံပေးပြရသေးတယ်နော်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေကျမ်းမာရေးမှာအဓိကအဖြစ်အမျိုးသမီးတွေဆိုလို့ရှိရင်အဲ့သွေးသားတက်အိမ်ကိုကျွန်တော်ပို့စိတ်ပူတယ်ဗျာနော်တက်အိမ်မှာရိတ်တဲ့အလုံးတွေဒါမျိုးလေးတွေဖြစ်တတ်တယ်ငယ်ရတဲ့အိမ်အောင်ရှင်တွေဆိုလို့ရှိရင်ကိုဝင်ရတာမျိုးလေးတွေဖြစ်ပြီးတော့ abortion ဖြစ်သွားတာဗောလေကိုဝင်ပြကြတာမျိုးလေးတွေဖြစ်တတ်တယ်တချို့ချစ်သူသမီးသားတွေတစ်ချက်သတိလေးထားပေးပါကျမ်းမာရေးရှုတော့အရာပေါ့အတူတူနေထိုင်ရင်းနဲ့ညှိဆုံးပြီးတော့မမျောနိုင်မှန်းနဲ့ရုပ်တရက်ကိုနေပါလေရတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားပေးယူလို့အဆင်မပြေလို့ဆိုရင်ဖျက်ချလိုက်ရတဲ့အနေအထားတွေပါတယ်ဖြစ်တတ်တယ်အသက်အရွယ်ကြီးနေတဲ့သူတွေဆိုရင်သွေးတိုးယောဂဖြစ်တတ်တယ်ခေါင်းမူခေါင်းကိုင်းအောင်ရောနဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တာလက်တွေနာတာကြိုက်တာလေးတွေအစားသွားဖြစ်တော့အထူးသတိထားအစားအစာတွေစားတဲ့အခါမှာသတိထားရှောင်ရှားတွေ့ရတယ်မစားနဲ့ပေါ့လေသတိထားပေးပါအထူးသဖြင့်စနေနာနဲ့ပတ်သက်တဲ့အစားအစာလေးတွေမစားပါနဲ့နော်ဒီတစ်ပတ်ကာလမှာအထူးသဖြင့်စနေသားသမီးတနင်္လာသားသမီးကိုအကြောင်းပြုပြီးစိတ်ဒုက္ခလေးတွေရောက်တတ်တယ်နော်ပတ်သက်တဲ့သူဘယ်သူမှဆိုအဲ့ဒီနည်းလေးရှိရင်အထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးပါရစေကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေမတ်လ16ရက်18ရက်18ရက်20 21ရက်အဲ့ရက်လေးကအမရန်ကန်ကောင်းတယ်ဗျရတာတို့ယာလူတို့ဆိုတဲ့အနေအထားမျိုးလေးတွေကြုံရတဲ့ကိန်းလေးတွေရှိတယ်တော်တော်လေးအားကောင်းတယ်ဆုံးရှုံးပြီးထင်တဲ့ငွေကြေးတွေပြန်လည်ရရှိတတ်တာမိတ်ကောင်းဆွေကောင်းတွေနဲ့စုံစည်းရတတ်တာပညာရေးနဲ့ပတ်သက်ပြီးထူးထူးချွန်ချွန်ဆောင်ရွက်လေးတွေဖြည့်ဆို့နိုင်တာလေးတွေအစားကြုံရတတ်တယ်ပြပခရီးတန်ရခရီးလေးတွေသွားလာတဲ့ကိန်းလေးတွေမှာရှိတယ်လူမခြားဘာသာရေးရဲ့ကုညီမသာဆောက်ရှောက်မှုတွေရတတ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့ပျော်ဝှက်ရှင်ပွဲလေးတွေအစားကျင်းပရတာပြုလုပ်ရတာပါဝင်ဆင်နွှဲရတာအစားဖြစ်တတ်တယ်မင်္ဂလာကိစ္စလေးတွေတွာလာလှုပ်ရှားရတာမျိုးဖြစ်တဲ့အတွက်အမရန်ကန်ကောင်းတဲ့ရတပတာကာလပါသို့တော့မတ်လ19ရက်22ရက်အဲ့ရက်လေးတွေကတော့အမရန်အညံ့အခက်လေးတွေရှိတယ်သတိထားပေးကျမ်းမာရေးညံ့ပြီးတော့စေုံစီကံပြေးရတာမျိုးဖြစ်တဲ့တွာတဖုံးနဲ့ပတ်သက်တဲ့ကျမ်းမာရေးအညံ့အခက်လေးတွေအစားတွေးတိုးတတ်တာရုပ်တရက်တွေးတိုးပြီးတော့အာရုံရောတွေပါထိတတ်တယ်အုံနောက်တွေးကြောပေါက်တာတွေပါဖြစ်တဲ့တစ်ချက်သတိထားပေးပါဗျာနော်ပြီးတော့ရုပ်တရက်ဘိုက်တွေပါအောက်လို့ဆိုပြီးခွဲရဆေးရတဲ့အနေအထားတွေထဖြစ်တတ်တယ်ဒီကာလမှာကျမ်းမာရေးညံ့ရင်ဂျာကပရိသတ်မင်းဆရာဝန်နဲ့ပြပါဗျအောက်လက်ငယ်သားဆွေမျိုးညီကောင်မောင်နှမသားသမီးသူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပင်ပန်းလူပင်ပန်းငွေကုန်ကြေးကြများတာရုံရောက်ပြဿနာဖြေရှင်းရတာအဲ့ဒီဘက်မှာထဖြစ်တဲ့သတိထားပေးပါအဲ့တော့ဒီတစ်ပတ်ကာလမှာတနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေအပြာရောင်နှက်ပြရောင်မိခိုးရောင်အဆက်ရောင်အနုရင်းတို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင်သစ္စာပန်းရောင်စုံတက်ခွာပန်းတပြေပန်းဂန်းကောင်ပန်းဂန္ဓမာပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုဝယ်တဲ့ဖျာမှာဖျာပန်းကတ်တာပဲဖြစ်ဖြစ်နေရိုက်ကနေမှအလှပေါင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးစွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီတော့ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်အနေငယ်တော့အညံ့ခိုက်လေးတွေလည်းရှိတာပေါ့ရှိတော့ဒီအညံ့လေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရလေးတော့ချီရမယ်ဗျာနော်အဲ့တော့ရရလေးနဲ့ဘယ်လိုချီရမလဲဆိုရင်ညောင်မင်းတပင်အောက်ကိုဝင်မယ်အနောက်ရက်ကိုမျက်နှာမူဇီသီးလေးသုံးလုံးစားပြီးတော့မိမိတို့အလိုရှိရာလေးကိုဆန္ဒပြုဆုတောင်းခြင်းအဖြစ်အလိုရှိရာဆန္ဒလေးတွေတလုံးတော့ပြေဝလာပါလိမ့်မယ်ဒါအပြင်ကြုံရတဲ့အညံ့ခက်လေးတွေပြေပြအောင်အိမ်မှာရှိတဲ့တော့ပြက်နေတဲ့ဟာလေးတွေရှိရင်ရှာဖွေပြီးဆုံးပြမယ်အသက်လဲမယ်တန်ဖိုးတန်ကွာအပြက်လေးတွေရှိရင်ရှာဖွေပြီးတော့အများဆုံးဆုံးပြပလိုက်ပါတော့အစအဟောင်းလေးတွေပါလေးတွေရှိတယ်တွားလိုက်စီဘူးတွားလိုက်တာစသည်အပြင်အဲ့လိုမျိုးတောက်ကြံတာနဲ့ပတ်သက်တဲ့အဆုံးပြက်လေးတွေရှိရင်အများဆုံးရှာဖွေဆုံးပြပလိုက်ပါဒါဆိုရင်တော့ကြုံရတဲ့အညံ့ခက်လေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်တနင်္ဂနွေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်
အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်16ရက်3လ2024ကနေ22ရက်3လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပေါ့လေဒီတပတ်ကာလမှာဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကရပဲစပြီးပြောကြပါတော့ဗျာနော်တနင်္လာသားသမီးကျွန်တော်မိတ်ဆွေတွေဒီတပတ်ကာလမှာတော့အလုတ်ဖြစ်မဖြစ်အိုးအိမ်နေရာထိုင်ခင်းအပြောင်းလဲဖြစ်တဲ့ကိန်းထဲမှာပါတယ်အလုတ်ပြောင်းရမယ်မပြောင်းရနေရာထိုင်ခင်းပြောင်းရတတ်တယ်တချို့ကတော့နေရာထိုင်ခင်းမပြောင်းရရင်တော့မှကိုနေတဲ့အိမ်နေရာထိုင်ခင်းပြင်လာဆင်လာဒါမျိုးလေးတွေအစားဖြစ်တတ်တယ်တချို့တွေကဆက်ဆက်ပြီးတော့ကိုယ်တိုင်တိုင်းမဟုတ်ရင်တော့မှကိုယ့်ရဲ့သားသမီးတွေကအဲ့လိုအိမ်နေပြင်လာဆင်လာတွေမှာပါဝင်ဆောင်ရွက်ပေးရတာမျိုးတွေအစားဆက်ဆက်ပြီးတော့ဖြစ်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့တေချာတာတစ်ခုဒီကာလမှာအလုတ်ကန်အိုးအိမ်မငြိမ်ဘူးဆိုတာလေးသိသိချင်တယ်အဲ့မဲ့ကျွန်တော်ကတော့တယောက်ချင်းတော့ကွာတာပေါ့လေကောင်းချင်းဆိုချင်းကတော့တယောက်ချင်းကွာတယ်ခြုံပြောမယ်ဆိုတော့မငြိမ်ဘူးဖြစ်တယ်အထူးသတိထားမယ်အထူးသဖြင့်ဝန်ထမ်းတွေဖြစ်ခဲ့မယ်ဆိုရင်ဒီကာလမှာအလုပ်ပြောင်းရဖို့နေရာပြောင်းရဖို့တော်တော်လေးရာခိုင်နှုန်းများတတ်တယ်သတိထားပါအလုပ်ထဲမှာကိုယ့်ရဲ့အထက်လူကြီးကိုကောင်းကောင်းဒုက္ခပေးလိုက်မယ်မကောင်းကြံလိုက်မယ်ရှင်းပြရင်လည်းလက်မခံဘူးပြဖိအားတွေပေးလိုက်မယ်လုပ်ဖို့အကိုင်မတွေမနာလိုတိုက်ခိုက်တာလေးတွေရင်ဆိုင်ရတတ်တယ်သတိထားပါနောက်ဆုံးကိုကအဲ့တံကိုသိမခံနိုင်တဲ့တော့အဲ့လောက်ကနေထွက်ပြီးနောက်လို့တစ်ခုကိုကူးပြောင်းလာနေဖြစ်လာတယ်။ဒါမှမဟုတ်လို့ရှိရင်မကောင်းတဲ့နေရာတစ်ခုကိုပြောင်းရွှေ့ခံရတာမျိုးဖြစ်တတ်တယ်။တချို့ကတော့ကံကောင်းပြီးတော့ကောင်းတဲ့နေရာရောက်သွားတာမျိုးတော့ဖြစ်တတ်တယ်။တယောက်တစ်ယောက်တော့မတူဘူး။သို့တော်သိချာတာဒီအလောက်ကန်အိုးအိမ်နေရာထိုင်နေအပြောင်းလဲဖြစ်လာမယ်ဆိုတဲ့ကာလတွေမှာကြောက်နေပြီဖြစ်တယ်။အဲ့ဒီတော့လည်းပြင်ဆင်ထားကြဖို့တနင်္လာသားသမီးတွေကိုအကြံပေးခြင်းတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုခဲ့ရင်ဒီကာလမှာအလုပ်တစ်ခုစတင်အကောင့်ထည့်ပြီးလုပ်ရတာမျိုးတွေဖြစ်တတ်တယ်။လက်ရှိလုပ်နေတဲ့အလုပ်ကိုရက်တန်းလိုက်ပြီးတော့နောက်တစ်ခုစတင်အကောင့်ထဲပေါ်လို့အကောင့်သုံးသောကာလလို့ခေါ်တယ်။အပြောင်းလဲဖြစ်တတ်တယ်။တချို့ကတော့လက်ရှိလုပ်တဲ့အလုပ်ကိုရက်ပြီးတော့ပြည်ပသွားဖို့ကြိုးစားတဲ့ဟာမျိုးတွေဒါမျိုးတွေအစားဖြစ်တတ်တယ်။တချို့ကတော့ပြည်ပသွားဖို့သင်တန်းတက်မယ်ဆိုပြီးတော့နေရာထိုင်ခင်းပြောင်းရွှေ့တာမျိုးတွေအစားဖြစ်တတ်တဲ့ကိန်းရှိတယ်။လောက်ပါကောင်းပါတယ်ဗျာနော်။တခြားကတော့အပြောင်းလဲတွေဖြစ်လာမှာတော့ဧကံမှုတ်ချပါပဲ။မငြိမ်ဘူးဆိုတာလေးသိသိချင်းတယ်။အဲ့ဒီကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေတက်ကမှဒီကာလမှာဖြစ်နိုင်လို့ရှိရင်မြင်နဲ့ပတ်သက်ပြီးအယောင်းဝယ်လုပ်တဲ့သူတွေသတိထားပါမကောင်းပါဘူးဒီကာလမှာဈေးသက်သက်တာနဲ့ဖြစ်စေကိုယ်မြေတွေလာပေါင်တာတို့ရောင်းတာမျိုးလို့ဆိုရင်လုံးဝလက်ခံလို့မကောင်းဘူးနောက်ဆက်တဲ့အမှုကိစ္စလေးတွေရင်ဆိုင်ရတတ်တဲ့သဘာဝရှိတယ်အထူးသတိထားပါမြေအဝင်မတော်ဘူးဒါအပြင်အခက်မသိရင်တလင်းလာသားသမီးတွေမြေကိစ္စအမွေကိစ္စအဲ့လိုမျိုးနဲ့ပတ်သက်တဲ့တရားမမှုနဲ့ပတ်သက်တဲ့အမှုအကွင်းတွေထဖြစ်တဲ့ကိန်းတွေရှိတယ်သတိထားအိမ်နဲ့ပတ်သက်တာဖြစ်စေမြေနဲ့ပတ်သက်တာဖြစ်စေအမှုဖြစ်တဲ့သတိထားပေးပါကြည့်စိုက်ပေးပါမပေါ့ဆက်ပါနဲ့နော်ဒီတော့တနင်္လာသားသမီးတွေကိုပြောချင်တယ်ဒီတပတ်ကာလမှာပေါ့လေမကြောင်ရင်ဆောင်းဝက်ဖြစ်တရားလေးတွေရှိတာကြားရတယ်ဗျအဲ့တော့ဆောင်းဝက်ဖြစ်မဲ့ညီငယ်ညီမငယ်တွေရှိတယ်ဆိုရင်ဝရိယအားလေးနည်းနည်းလေးထည့်ပြီးပြင်းပြင်းထန်ထန်လေးကြိုးစားပေးပါဗျာနော်ပေါ့ဆက်လို့မရတဲ့အနေအထားလေးဖြစ်သွားတာတွေ့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အညံ့အခက်တွေရင်ဆိုင်ရတာမျိုးတွေဖြစ်တတ်တယ်ကျွန်တော်ဒါစကားလေးလောက်အောင်သုံးတာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကဝရိယအားလေးထည့်ပြီးကြိုးစားပေးပါမိဘတွေအနေနဲ့လည်းကိုယ်သားသမီးလေးတွေကိုကြက်ကြက်မတ်မတ်လေးဘေးနားကနေဝါဝင်တွန်းအားလေးတွေပေးကြပါလို့အကြံပေးနေတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တခြားတစ်ဖက်မှာအညံ့ခိုက်လေးတွေကြုံရတဲ့ပညာရေးနဲ့ပတ်သက်ပြီးညံ့တယ်ပြီးတော့အလုံးနဲ့ပတ်သက်ပြီးအင်တာဗျူးရှင်မဲ့သူတွေပေါ့လေစောင်းဝဲဖြစ်တရားရှိတဲ့သူတွေဒါမျိုးလေးတွေဖြေလို့ရှိရင်လည်းတော်တော်လေးစူးစမ်းပေးပါဗျဖြေတဲ့စောင်းဝဲလေးတွေကြားတာမျိုးလေးတွေဖြစ်တဲ့ဂယုစိုက်ပေးပါမပေါ့ဆက်ပါနဲ့နော်အဲ့ဒါလေးကတော့မမေ့နဲ့ပေါ့ပြီးတော့ဒီကလာမှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကြီးတဲ့အခါတနေ့အောင်သားသမီးတွေဘာပဲပြောငွေကြေးကန်လေးတွေလက်လာပါလေးတွေရှင်လာလိုက်မယ်တကယ်လည်းရှင်ပါလိုက်မယ်သို့တော့ရတဲ့ပတ်စံမြဲလားမင်းမမြဲဘူးဗျပြန်ထွက်တယ်ဗျဝင်လိုက်ထလိုက်နဲ့စုမိဆောင်မှုလို့မရတဲ့အနေအထားလေးတွေဖြစ်တတ်တယ်အဲ့လိုဖြစ်ပြီးဆိုရင်ရွှေဝယ်ပါရွှေနေနဲ့စုမဲ့ဆိုရင်အဝင်တော်တယ်ဝယ်ပြီးစုမဲ့ဆိုရင်မြဲတတ်တယ်လက်ထက်ပတ်စံထားမဲ့ဆိုရင်လုံးဝမမြဲဘူးအဲ့ဒါလေးတော့မမေ့ပါနဲ့ဒီကလာမှာရွှေတွေပါတယ်ဝင်တတ်တယ်ရွှေတို့လယ်တို့လူဝင်တော့ရွှေမဝင်တော့ဘူးပါဗျာအဲ့တော့ဘာဝင်စေခြင်းနဲ့စဉ်းစားပါတော့တချို့ကတော့ကိုယ့်အိမ်ကိုသားသမီးတွေလာရောက်တာမျိုးဖြစ်စေဆွေမျိုးညီကိုမောင်တို့လည်းညညနေလာပြီးတက်ခုတာမျိုးတွေဖြစ်စေဖြစ်တတ်တယ်ဗျနော်အဲ့တော့လူတွေဘာတွေလဲဝင်တဲ့တဘာဝတော့ရှိတယ်သို့တော့အဲ့လိုမျိုးဝင်ပြီးနောက်ပိုင်းရွှေတွေဘာတွေဝင်ဖို့လက်ပိတ်သွားတာကိန်းကြီးသွားတာမျိုးတွေတော့ဖြစ်တတ်တယ်သတိတွေတော့ထားပေးပါဝင်လို့ခိုက်တာတော့မဟုတ်ဘူးဝင်လို့ရှိရင်တစ်ခုဝင်ပြီးတစ်ခုမဝင်တဲ့တဘာဝတွေဖြစ်တယ်လို့နော်သတိထားပေးပြီးတော့တနင်္လာသားသမီးတွေဒီကာလမှာမမျော်လင့်မဲ့နဲ့အလူကိစ္စမင်္ဂလာဆောင်ကိစ္စအစသည်အဖြစ်ဒါမျိုးလေးတွေကြုံရတဲ့တဘာဝရှိတယ်ဖျားဦးခရီးလေးတွေရုပ်တရက်ထသွားတာမျိုးလေးတွေဖြစ်တတ်တယ်နော်အရင်လည်းကောင်းပါတယ်ခရီးရပြန်လာပြီးနောက်ပိုင်းငွေကြီးစီးပွားလက်လာပါလေးတွေတက်သွားမှဖြစ်တဲ့အတွက်သွားပြအောင်လဲသွားပြီးစေချင်တယ်ပေါ့လေကျွန်တော်သဘောကတော့
ပြီးတော့မမျောနေမနဲ့အလူတန်းနေပါလေထားလို့ရတတ်တယ်ရှင်ပြုရမ်းကန်အလူမျိုးလေးတွေနောက်ရိတ်ကဝင်လာရတဲ့အလူမျိုးလေးတွေကအစပေါ့လေကောင်းပါတယ်ရင်းနှီးရင်လည်းပတ်သက်တဲ့အလူတန်းလေးတွေထပြီးလောက်ရတာတွေအစဖြစ်တတ်တယ်အဲ့လိုအလူလေးတွေလောက်ပြီးတဲ့နောက်ပိုင်းလဲပျော်ပျော်ရွှင်ရွှင်ကြီးကြီးရလေးတွေဖြစ်ပြီးတော့စီးပွားလက်လာပါလေးတွေတဟုန်ထိုးတိုးတက်သွားလိမ့်မယ်ကိုယ်မှာသုံးတဲ့ရေပိုက်လေးတွေပြက်နေတာလေးတွေရှိရင်အမြန်ဆုံးပြင်ပါရေကန်လေးတွေအနေထိုင်နေတာဆိုချက်ချင်းပြင်ပါအဲ့ဒါလေးတွေကခိုက်နေတာမျိုးလေးတွေဖြစ်တတ်တယ်ဂယုစိုက်ပေးပါအခြေအိမ်အောင်နဲ့ပတ်သက်လို့ရှိရင်တော့တနင်္လာသားသမီးတွေဒီကာလမှာလူဝင်တဲ့ကိန်းလေးရှိတယ်ဆိုတဲ့စကားလေးအရှင်းမပြောခဲ့တယ်အဲ့တော့ချစ်သူရှိတဲ့သူတွေဆိုရင်အိမ်တော်တွေပါတယ်ကြားတာမျိုးလေးတွေဖြစ်တတ်တယ်ရည်ရွယ်ပြီးကြားတာတက်စားလို့ရှိရင်ရုပ်တရက်မမျောနေမဲ့အိမ်တော်တွေပါတယ်ကြားတာမျိုးလေးတွေဖြစ်တတ်တယ်များသောအားဖြင့်ဒီကာလမှာကြားတဲ့အိမ်တော်မျိုးကတော့နဖတ်မိသားစုစုံစုံညီမင်္ဂလာဖိတ်စာပို့ပြီးကြားတဲ့အိမ်တော်ထက်စားလို့ရှိရင်နောက်သဘောတူနားလည်မှုနဲ့အရင်ဆုံးယူလိုက်ရတဲ့အိမ်တော်မျိုးဖြစ်တာများတဲ့သဘောပါလို့ရှိတယ်ဂိယူတွေတော့စိုက်ပေးပါအိမ်တော်နဲ့ပတ်သက်ပြီးအဲ့လိုမျိုးတွေလုပ်တဲ့အခါမှာနဖတ်မိဘအဆွေမျိုးညီကိုမောင်နှမတွေရဲ့ကန့်ကွက်စန့်ကျင်မှုတွေနဲ့ရင်ဆိုင်ရတဲ့အဲ့ဒါကိုရှစ်တို့လှုပ်ဆောင်တဲ့အခါမှာပြဿနာအနောက်ရှက်လေးတွေဖြစ်တော့နောက်ဆုံးခိုးရလိုက်ပြရတာကျွန်တော်ခုနပြောသလိုနောက်သဘောတူနားလည်မှုနဲ့အရင်ဆုံးလက်ထပ်ထားလိုက်ရတာဒါမျိုးလေးတွေအစားသွားဖြစ်တယ်သတိတွေထားပေးပါနော်အဲ့တော့ဒီတစ်ပတ်ကာလမှာတနင်္လာသားသမီးတွေကကောင်းတာလေးစိုးတာလေးတွေကရောနေတယ်ဒါပေမဲ့ကျွန်တော်သဘောအားဆိုရင်ရွေးယူမယ်ဆိုရင်ကောင်းတာလေးတွေဖြစ်တယ်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ပြောင်းလဲခြင်းတွေမှာကောင်းတဲ့ဟာလေးတွေကိုတက်နိုင်တော့ရွေးချက်ပြီးလုပ်ပေးပါဗျာနော်ဆိုတော့ရွှေဝင်တဲ့ကိန်းလေးတွေရှိတယ်ရွှေလေးစုပေးပါဘောဓကုဏလေးတွေဝင်တဲ့ကိန်းရှိတယ်ဒီခုသတိထားခြင်းနဲ့တနင်္လာသားသမီးတွေဒီကာလမှာတနင်္ဂနွေသားသမီးအင်္ဂါသားသမီးတွေကိုအကြောင်းပြုပြီးစိတ်ငြိမ်စိတ်တော်ရောက်တတ်တယ်ကိုပတ်သက်တဲ့သူဘယ်သူမှမဆိုအဲ့ဒီနယ်လေးပိုင်သတိထားအထူးသဖြင့်ချစ်သူအိမ်တော်ဘက်ကအဲ့ဒီနယ်လေးရှိတယ်ဆိုရင်လည်းကွဲလူပြက်လူကွဲတာပြက်တာတွေကစားထားဖြစ်တတ်တယ်အဲ့မှာအဲ့ဒီနယ်လေးရှိတယ်ဆိုရင်လည်းသူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပြမှန်လူပြမှန်ဖြစ်ရတတ်တယ်ဂိယူဆိုင်ပါမိဘဆွေမျိုးညီကောင်မောင်တွေကြောင့်စိတ်တော်ကရောက်လာသူတို့ရဲ့ကျမ်းမာရေးအញ្ញံတစ်ခုထားပြီးကြုံရတာမျိုးလေးတွေအစားဖြစ်တော့ဂိယူဆိုင်ပြီးပါလို့ထပ်တယ်လဲထပ်တယ်လဲအကြံပေးခြင်းတယ်ကနော်ကျမ်းမာရေးနဲ့ပတ်သက်ရင်တနင်္လာသားသမီးတွေအာရုံကြောင့်နဲ့ပတ်သက်တဲ့ယောဂလေးတွေပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်ခေါင်းမူခေါင်းကိုက်နောက်ပြောစုပ်ကန်ရလို့ဖြစ်တာညဘက်အိတ်မပြောတာဒါမျိုးတွေအစားဖြစ်တယ်ခေါင်းကြီးကမကြည့်ဘူးဗျာမသိမြန်ကိုယ်တခြားသူတွေများဆုံးပြောကနေနဲ့ပြူစားတာလားဆိုပြီးထင်ရတဲ့ဟာမျိုးတွေဖြစ်တတ်တယ်နော်ဘယ်သူမှမလုပ်ပါဘူးဗျာနော်ကံကြောင့်ဖြစ်တာပါကျုပ်ဘယ်ဦးအဲ့ဥတွေမှလည်းမစားပါနဲ့နော်အញ្ញံခတ်လေးတွေကြောင်းတတ်တယ်သတိထားပေးမတ်လ16ရက်19ရက်20 22ရက်အဲ့ရက်လေးတွေကအမရန်ကံကောင်းတဲ့ရက်လေးတွေဖြစ်တာတွေ့ရတယ်ဗျာနော်ဝါသနာပိုင်းထီထုတ်ဗျာရုပ်ရထီတွေပါထပ်ပေါက်တတ်တယ်ဗျာနော်အဲ့ဟိုဘာသာရေးနဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းလေးတွေရဟန္တာပုံတော်ဘုရားပုံတော်တက်တော်ဒါမျိုးလေးတွေကြွလာရင်ထီထုတ်ပြအောင်ထိုးလိုက်ပါနော်ထီပေါက်တတ်တဲ့ဂိမ်းလေးဖြစ်တယ်နော်ကဏ္ဍလေးလည်းယူပေးလိုက်မယ်ပေါက်တော့လည်းတယောက်တော့ပါဗောနော်ထိုးမဲ့ဆိုရင်4စား6ဆုံးဆိုတဲ့ကဏ္ဍလေးထိုးပြအောင်ထိုးရနော်အဲ့ရပိုင်းမှာလူတွေပါတယ်ဝင်တတ်တယ်ရွှေတွေပဲပစ္စည်းတွေတန်ဖိုးရှိတဲ့ရွှေတွေလဲလို့ဒါမျိုးတွေအစားဝင်တတ်တယ်ဝင်အဝင်တော်တယ်ဗျမွန်တော်လေးပဲနဲ့ကောင်းသောမင်္ဂလာရှိသောခရီးလေးတွေတွားတတ်တဲ့ဂိမ်းလေးတွေမှာပါတယ်စီးပွားဥစ္စာလေးတွေတိုးတက်တဲ့ကာလလို့ခေါ်တယ်ဗျသို့တော့မတ်လ18ရက်18ရက်21ရက်အဲ့ရက်တွေကတော့အញ្ញံအခက်တွေရှိတယ်သတိထားမယ်အိမ်တွင်းပြဿနာလေးတွေဖြစ်တတ်တယ်မိဘတွေကြောင့်စိတ်တော်ရောက်တာမျိုးလေးတွေနော်ညီကိုမောင်တော်တွေကြောင့်စိတ်တော်ရောက်တာဘာမှမလုပ်ဘဲနဲ့အလုပ်ထဲမှာဆိုလည်းကိုယ့်ကိုအထင်တော်ပြီးမုန်းတာရှင်းပြရင်လည်းလက်မခံတာဒါမျိုးတွေအစားဖြစ်တတ်တဲ့အတွက်နောက်ဆုံးအဲ့ချိန်မှာအစင်မပြေလို့ဆိုပြီးအလုပ်အထောက်ခံလိုက်ရတာထွက်လိုက်ရတာပြောင်းလိုက်ရတာရွှေ့လိုက်ရတာမျိုးတွေအစားဖြစ်တတ်တဲ့သတိတွေထားပေးပါဗျာနော်အဲ့တော့တနင်္လာသားသမီးတွေကဒီကာလမှာကံတရားရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အဝါရောင်အပြာရောင်အနုအစိမ်းရောင်အနုအနီရောင်ကြက်သွေးရောင်အဲ့ဒီအရောင်တွေကိုမိမိတို့ရဲ့အရေးပါတဲ့လုပ်ငန်းစောင့်တာတွေလှုပ်ဆောင်တဲ့အခါမှာတုံးဆွဲဝတ်ဆင်ပေးပါဒါအပြင်လီလီပန်းရွက်လာပန်းရွှေပန်းသစ္စာပန်းရောင်စုံတပြေပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ဝယ်တဲ့ဖះမှာဖះပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပေါင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်တုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပေါ့လေဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိသလိုအနှဲငယ်သောအញ្ញံခိုက်လေးတွေရောနေတာမျိုးတွေတွေ့ရတယ်အញ្ញံလေးတွေကင်းပြီးကောင်းတဲ့ကံလေးတွေပို့ကောင်းမှုအတွက်ရရအနေနဲ့ဘယ်လိုခြေသိမ့်လဲဆိုလို့ရှိရင်ဇေဒီတော်သူမှာရှိတဲ့မြတ်စွာဘုရားရဲ့ဝမ်းမိုက်တော်ကိုရွှေသင်္ကန်းလေး10ပြားကတ်လူပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုဆုတောင်းခြင်းအဖြစ်တေချာပေါက်အလိုရှိရာလေးတွေပြည့်စုံပြီးရွှေတွေပါတွေဝင်ထီတွေပါတွေပေါက်တာမျိုးအစားဖြစ်တတ်တယ်လှုပ်ဖြစ်အောင်လုပ်ပေးပါအရန်အရေးကြီးလို့ပါဗျာနော်ဒါအပြင်အញ្ញံခိုက်လေးပြည်ကျင်လဲဆိုရင်တနင်္ဂနွေနေ့ညနေပိုင်းမှာကိုကိုတဲ့အင်ကြီးအဟောင်းတစ်ထည်ကိုရေနဲ့ဒီလက်ဆိုရင်ရေထဲမှာဆုံးပြလိုက်ပေါ့လေရေနဲ့မြောင်းချပေးလိုက်ရေနဲ့မနေဘူးဆိုရင်လမ်းလေးပါးတော့နားမှာသွားဆုံးပြလိုက်နော်ငါတည်းငါငါမှရှိတဲ့မကောင်းတဲ့အញ្ញံခိုက်တွေပါသွားပြီဆိုပြီးပြောပြီးဆုံးပြလိုက်ပါဒါဆိုတော့သိချတယ်ဒီတပတ်ကာလမှာကြုံရတဲ့အញ្ញံလေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပိုးပြီးကောင်းလာပါလိမ့်မယ်
တနေ့လာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗေဒစီယာမင်းပိုင်စုဖြစ်ပါတယ်ကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးအားလုံးအတွက်16ရက်3လ2025ကနေ22ရက်3လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကနေမှာဟောဘိုင်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေပေါ့လေဒီတပတ်ကာလမှာဘယ်လိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကံရပဲစပြီးပြောကြပါစို့ဗျာနော်အဲ့တော့အလောက်ကံနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေအပြောင်းလဲဖြစ်တဲ့ကာလတွေမှာပါတယ်ဗျာနော်ဒီကာလကတော့အလောက်ခတ်မှုအများဆုံးသောကာလလို့ပြောရင်မမှားဘူးပေါ့လေနော်အဲ့တော့ဂရုတော့စိုက်ပြီပါတချို့ကတော့ကောင်းသောပြောင်းခြင်းနဲ့ပြောင်းရတယ်တချို့ကမကောင်းသောပြောင်းခြင်းနဲ့ပြောင်းရတယ်တယောက်ချင်းရဲ့ကံတရားတွေကတော့မတူကြဘူးသို့တော့ပြောင်းလဲတတ်တယ်ဆိုတဲ့သဘာဝတွေမှာတော်တော်လေးအားများတော့ဂရုစိုက်ပြီပါအလောက်ပြောင်းရတတ်တယ်ဝန်ထမ်းတွေဆိုရင်ပို့ပြီးသတိထားပါအထက်လူကြီးကောင်းကောင်းကြီးသမားတဲ့ကာလတွေမှာပါတယ်အောက်လက်ငယ်သားလှုပ်ဖို့ကိုင်းမဲ့အချင်းချင်းမနာလိုတိုက်ခိုက်တယ်အရှိမတော့တပြုံပြုံနဲ့အနောက်မှာနောက်ကျောဓာတ်နဲ့တစုံထိုးဖို့ဆိုပြီးစောင့်နေတဲ့လူတွေရှိတယ်အထက်လူကိုချင်းချွန်လုံးလေးတွေအများကြီးလုပ်နေတယ်ပေါ့နိဆိုတော့နောက်ဆုံးအထက်လူကြီးရပါစားကိုယ်အထင်လွဲပြီးတော့မုံသွားတဲ့ဟာရှင်းပြလို့လက်မခံတာလေးတွေကစားဖြစ်တတ်တယ်ပင်မနာတော့ကိုကပင်မခံတာပဲဒါပေမဲ့အကျိုးများကြတော့တခြားသူတွေကယူသွားတယ်ဒါမျိုးတွေကစားဖြစ်တတ်တယ်အဲ့တော့အဲ့ဒီလောက်ကနေအပြောင်းလဲဖြစ်တတ်တဲ့ကိန်းရှိတယ်ကိုကိုတိုင်းဒီလောက်မှလှုပ်ရှင်နေမရှိတော့ဘဲနဲ့ဌာနနေရာထိုင်ရင်းပြောင်းနေတာဒီလောက်ကနေထွက်ပြီးနောက်လောက်တစ်ခုကိုကူးရင်ပြောင်းရင်ချွတ်ရင်တဲ့စိတ်တွေကစားပေါ်လာတာတွေကစားဖြစ်တတ်တယ်အဲ့တော့ပေါ်တော့မထူပါဘူးပြောင်းရင်ပြောင်းလိုက်ပါဗျာနော်ပြောင်းလို့ရပါတယ်ထွက်ပြီးတော့နောက်တစ်ခုပဲပြောင်းကိုယ်ပိုင်စီးပွားရေးပဲလုပ်အကောင်းဆုံးပါပဲစိတ်တော့ခံပြီးဆက်မလုပ်ပါတော့နဲ့ဒါအကောင်းဆုံးအကြံပေးခြင်းဖြစ်တယ်ဆက်ပြီးတော့ဆက်ပြီးပြဿနာလေးတွေဖြစ်နေကိန်းလေးတွေကျွန်တော်ဆက်မြင်လို့ပါဗျာနော်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုလို့ရှိရင်လည်းသူကဒီကာလမှာကိုယ့်ရဲ့ဆိုင်အလုပ်ကိစ္စတွေပြင်ရဆင်ရတာမျိုးတွေအစားဖြစ်တယ်အလုပ်တွေထပ်ပြီးတိုးချဲလုပ်ကိုင်ရတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့ဒီကာလမှာအောက်လုပ်နေတာထပ်ပြီးဒုက္ခပေးတယ်ဗျပြီးတော့ဒီကာလတွေမှာဒုက္ခပြီးအဝေးရလူတွေမဟုတ်ဘူးဖြစ်နေတယ်ယဉ်နေတဲ့သူတွေအနီးဆုံးသူတွေပဲဒုက္ခပေးတယ်နော်အောက်လုပ်ငယ်သားတွေစက်ညင်တော်လန်တိုက်ခိုက်တာလေးတွေရင်ဆိုင်ရတတ်တယ်တော်တော်လေးသတိထားပေးပါလို့ထပ်တယ်လည်းအကြံပေးခြင်းတယ်အရေးကြီးဆုံးကတော့အင်္ဂါသားသမီးတွေပြည်ပနိုင်ငံခြားသွားဖို့ကြိုးစားနေတဲ့သူတွေရှိတယ်ဆိုရင်ဒီကာလဒီကံအကောင်းဆုံးသောကာလဖြစ်တာတွေ့ရတယ်နော်ဒီကာလမှာဝရိယအားလေးကိုယ့်ဘက်ကထည့်ပြီးကြိုးစားပေးပါသွားလို့အကောင်းဆုံးသောကာလဖြစ်တယ်ဂျပန်တို့ကိုရီးယားတို့သွားကျင်တဲ့သူတွေထိုင်းတို့ဘာတို့မှအလုပ်သွားလုပ်မဲ့သူတွေသွားရတာမျိုးတွေများတယ်ပေါ့လေနော်တယောက်ချင်းကန်ရတော့မတူယူရအဖြစ်အဲ့လိုမျိုးသွားတဲ့ကိန်းတွေမှာပါတယ်သို့တော့သွားဖို့လုပ်တဲ့တကယ်လုပ်တဲ့အခါမှာတော့သူကတခါတည်းနဲ့မပြီးမပြတ်ပဲနဲ့အကျော်ရှိပြီးထက်ငေါ်သွားတာကြံ့ညာသွားတာအချိန်ကြာသွားတာတွေတော့ဖြစ်တတ်တယ်စိတ်ရှိသိခံပြီးရှစ်ဒိုလှုပ်ဆောင်မှာတေချာပေါက်သွားဖြစ်ပါလိမ့်မယ်ငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့အင်္ဂါသားသမီးတွေဒီကလာငွေကြီးကံအမရန်ကံကောင်းတယ်ဗျအခုလာမဲ့16ရက်နေ့ကလည်းကံကောင်းတဲ့ရက်ထဲမှာပါတော့ဝါသနာပိုင်းထီထိုးစမ်းပါဗျာအခုဒီနေ့လခုတခုတည်းမှာပေါ့လေအင်္ဂါသားသမီးတွေဒီတစ်ပတ်ကာလမှာထီပေါက်ကိန်းကံအကောင်းဆုံးတဲ့မှာပါပါတယ်ဗျာနော်ထိုးပြအောင်ထိုးပါအဲ့တော့ထီပေါက်ကိန်းတွေပါရှိတယ်ကံကောင်းမဲ့ဆိုတဲ့ကာလမှာနေပုံထိုင်ပုံတွေလည်းပြင်ဖို့လိုပါတယ်ဗျာနော်တချို့တွေနှလုံးလေးထိုးလိုက်လို့50ဘုတ်တရားကိုပေါက်ရင်တော့ကိန်းကြီးွားတာလေးတွေဖြစ်တဲ့သတိထားပါနော်တချို့အိမ်တော်ရင်းနဲ့ပတ်သက်တဲ့တောကပြဿနာလေးတွေကြုံအမျိုးသားတွေဆိုလဲအငယ်နှောင်းတွေထားတာအမျိုးသမီးတွေဆိုလဲအိမ်တော်ရင်းအဆင်မပြေဘူးတောကတွေရောက်တာဒါမျိုးလေးတွေဖြစ်တဲ့အခါကိုယ်စီဝင်လာမဲ့ငွေကြီးတွေကမဝင်တော့ဘဲနဲ့လက်ပိတ်သွားတာမျိုးလေးတွေအိမ်ပူသွားတဲ့တော့ပြန်ထွက်သွားတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့လိုဖြစ်နေတော့အဲ့ဒါဒီကံနဲ့မဆိုင်ဘူးလူတွေနဲ့ပဲဆိုင်တယ်ဆိုတာလေးသိသိချင်တယ်ဗျာနော်အဲ့တော့ဝန္ဒနာဘာလို့ထီထိုးချင်တယ်တော့ဆိုရင်ဒီကာလမှာနှစ်အစ6ဆုံးထိုးပြအောင်ထိုးပြပါနော်ကံရဲ့ထောက်ပံ့မှုတွေအပြည့်အဝရရှိပိုင်ဆိုင်ပါလိမ့်မယ်ထီစုကြီးပေါ့တယ်လို့လည်းကျွန်တော်စုမကောင်းတောင်းပေးတယ်စုံပြီးထင်တဲ့ငွေကြီးတွေပြန်ပြီးရရှိပိုင်ဆိုင်တတ်တယ်တချို့လေးတွေများဒီကာလမှာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးကိုရပြေးကြဖြစ်ကြပြီးတော့အမွေနဲ့ရတာရော်ကြီးရတဲ့ပုံစံမျိုးပတ်စံဝင်လာတဲ့ဟာမျိုးတွေအစားဖြစ်တတ်တယ်နော်အဲ့တော့အဲ့စကားလေးတော့မမေ့နဲ့ပေါ့လေဆက်ပြီးချက်ပြီးပြောရင်တော့အကျယ်ကြီးဖြစ်တတ်ပါတယ်ဗျာနော်ပတ်စံအစုလိုက်ပြောလိုက်မမျောနေတဲ့နေရာကနေအစုလိုက်ပြောလိုက်ရတတ်တဲ့ဂိမ်းလေးတွေရှိတယ်ကုညီဆောက်ချောင်းမဲ့သူတွေပေါ်လာတတ်တယ်နော်ဒီကလာမှာဖြစ်နိုင်လို့ရှိရင်တချို့ကြောက်လုပ်ငန်းတွေပါလုပ်နေတဲ့သူတွေဆိုလို့ရှိရင်အရန်ကောင်းတယ်ဗျကြောက်တွေပါဖြတ်ရင်အောင်တဲ့ဂိမ်းတွေမှာပါလို့တနေ့တော့နာနဲ့ပတ်သက်တဲ့ခြံတို့ကားတို့ကြောက်တို့ချင်းနှချောင်းတို့ဒါမျိုးတွေအစားဝင်လာတတ်တယ်ဗျနော်ဆိုတော့ဝင်လဲအဝင်တော်ပါတယ်ကောင်းပါတယ်ဗျဒါအပြင်အင်္ဂါသားသမီးတွေကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာone bite ခွဲရတတ်တဲ့သဘာဝရှိတယ် bite အရန်အောက်တတ်တယ်အစာရည်နဲ့ပတ်သက်တဲ့ယောဂစီအဆုပ်အစာရည်နဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်အထူးသတိထားပေးပါလို့ထပ်တယ်လည်းအကြံပေးပြရစီဗျာနော်လုံးဝမပေါ်ဆက်ပါနဲ့one bite ခွဲရတတ်တယ်အသက်အရွယ်ကြီးနေတဲ့သူတွေဆိုရင်
လေတဆိုးတွေဖြစ်တာခန္ဓာကိုယ်မှာလေတွေလျှောက်သွားနေတာတွေအစားဖြစ်တတ်တယ်ဂယုဆိုင်မယ်လက်တွေဘာတွေနာတာကြိုက်တာဒါမျိုးတွေအစားဖြစ်တတ်တယ်တချို့တွေအသက်အရွယ်အရင်ကြီးနေတဲ့သူတွေလေဖြတ်ပြီးခန္ဓာကိုယ်တစ်ချမ်းလက်တစ်ချမ်းလှုပ်လို့မရတော့တဲ့အနေအထားတွေဘာတွေဖြစ်သွားတတ်တယ်မပေါ်ဆက်နေပေါ့နော်ဝတ်သားစားခြင်းလုံးဝရှောင်လို့ရမယ်ဝတ်သားနဲ့လက်ဖက်ပဲရှောင်ပါနော်ကျန်တာလေးကရပါသေးတယ်အိမ်တော်နဲ့ပတ်သက်လို့ရှိရင်အင်္ဂါသားသမီးတွေဒီကာလမှာအိမ်တော်ရေးကံအခြေရေးကံလေးကကောင်းတယ်လို့လည်းမကောင်းတယ်လို့လည်းကောင်းတယ်အဲ့လိုပဲပြောရမယ်ဗျ။ဘာကြောင့်လဲဆိုတော့အခြေရေးအဆင်မပြေဘူးဖြစ်တတ်တယ်။ကွဲလာမင်းတရားမလို့မကွဲဘူးဗျ။အဲ့ဒီမှာနောက်ကကွာနောက်တစ်ယောက်ထပ်ပြီးထားတယ်ပေါ့။ဟိုဘက်တစ်ယောက်ကလည်းမပြီးသေးဘူးဒီဘက်တစ်ယောက်ကလည်းထားတယ်။ဟိုဘက်ကလည်းပြန်လာဒီဘက်ကလည်းပြန်လာနဲ့အဲ့မှာသုံးလေးပွင့်ဆိုင်ကြီးပြဿနာတွေဖြစ်တတ်တယ်။အိမ်တော်ရေးမှာလည်းအဲ့လိုဖြစ်တတ်တယ်နော်။အဆင်ပြေလာမင်းမပြေဘူးအတွင်းရံလေးတွေရှိတယ်။အတွင်းရံအပြင်ရလာတဲ့ရံမဟုတ်အတွင်းရလာတဲ့ရံတစ်ချက်ချက်ဖြစ်နေတယ်။ကွဲလာမင်းတရားကတော့မကွဲဘူးအဆင်ပြေလာမင်းလည်းမပြေဘူးအဲ့လိုမျိုးကြီးသွားဖြစ်တတ်တယ်။ဂယုတော်တော်လေးစိုက်ကမယ်ချစ်သူအိမ်တော်ဘက်ကတနင်္လာလို့ဘုဒ္ဓဂုဆိုရင်ကွဲတာပြတာတွေဖြစ်တယ်သတိထားပေးပါနော်သူတို့ကိုအကြောင်းပြုပြီးတော့ဒီကာလမှာစိတ်နဲ့စိတ်တော်ကနေတွေဧကံမုတ်ချရောက်တတ်တယ်မမေ့ပါနဲ့ဗျာနော်သတိထားပေးပါရှုပ်ချက်ခဲ့တဲ့အနေထားကြီးဖြစ်ရင်ဝင်လာမဲ့ငွေကြီးစီးပွားလက်လာပါလေအမှန်တန်နှမျောလို့ပါပတ်သက်ရရင်တော့ဒီကာလမှာခြံတွေကားတွေမြေတွေဝယ်လို့ရပါတယ်သို့တော့ရွှေတွေပါလေလောက်တာမျိုးတော့လုံးဝမလုပ်ပါနဲ့မသိတော့ပါဘူးဗျာနော်ဂယုစိုက်ပေးပါပြီးတော့ဒီကာလမှာလူမျိုးကြားဘာသာကြားတွေရဲ့ကိုကြီးဆောက်ရှောက်မှသာမှုတွေရရှိတဲ့ကာလလို့ခေါ်တယ်ဗျာနော်ချစ်သူအိမ်တော်ဘက်အနေနဲ့ထပ်ပြီးအသက်ဝင်တဲ့အခါမှာလူမျိုးကြားဘာသာကြားတွေဖြစ်တဲ့သဘာဝလေးရှိတယ်သတိထားပါကျွန်တော်တော့သဘောသိမချဘူးပေါ့လေဗီဒီယိုစိုက်စေခြင်းတယ်လက်ရှိအနေထားမှာခဏတစ်ဖြုတ်ကောင်းတဲ့အနေထားမှာရှိနိုင်တော့လည်းပဲလာမယ့်အနာဂတ်တွေမှာမြဲဖို့ခဲနေတာမျိုးတွေဖြစ်တဲ့တော့ဂယုစိုက်ပေးပါဗျာနော်ပြီးတော့အမျိုးသားတွေဒီကာလမှာအငယ်နှောင်းထားတာမျိုးတွေတတိယတယောက်ပေါ်တာတွေရှုပ်ချက်ခတ်တဲ့အနေထားတွေအမျိုးသမီးတွေလည်းဒီတိုင်းဖြစ်တဲ့သတိထားပေးပါနော်သုံးဆိုင်ပြဿနာတွေဝင်တတ်တဲ့ဂယုစိုက်ပါပညာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးညီငယ်ညီမငယ်တွေစောင်းဝဲဖြစ်ရရှိတဲ့သူတွေဝရိယအားလေးနည်းနည်းလေးထည့်ပြီးကြိုးစားပါတချို့ငယ်ရွယ်ပြီးနည်းနည်းအရွယ်ရောက်တဲ့လူအပြိုလေးတွေအခြေအိမ်အောင်ရောက်စိတ်တော်ကလေးတွေရောက်ပြီးတော့စောင်းဝဲမှာမဖြေနိုင်တာမျိုးလေးတွေစားတဲ့စိတ်ဝင်စားတာလေးတွေအစားဖြစ်တတ်တဲ့သတိထားပြီးဂယုစိုက်ပေးပါနော်အကောင်းဆုံးအနေထားမှာရှိနေတာမဟုတ်တဲ့အတွက်ကိုယ့်ဘက်ကဝရိယကိုနှစ်ဆလောက်တင်ပြီးကြိုးစားမှတော်ကြမယ်ဆိုတာလေးသိသိချင်းနဲ့မိဘတွေအနေနဲ့လည်းဝိုင်းဝန်းထိန်ကြောင်ပြီးဖို့လိုတယ်စိတ်တွေပြန့်လွင့်မှုတွေဖြစ်တဲ့သဘာဝရှိတယ်ဂယုစိုက်ပေးပါနော်ဖြစ်နိုင်လို့ရှိရင်တော့ဂုံတော်ပတိလေးတွေရွတ်ဆိုပွားများတာပို့ပြီးတော့အားကောင်းပါတယ်ဗျာနော်အဲ့တော့မတ်လ16ရက်19ရက်22ရက်အဲ့ရက်လေးတွေကအမရန်ကံကောင်းတဲ့ရက်လေးတွေဖြစ်တယ်မမြောင်လေးမနဲ့အလူတန်းလေးတွေထားပြီးလောက်ရတတ်တယ်ဗျာနော်ဖျားဦးခီးလေးတွေထားပြီးသွားတတ်တယ်ထူးထူးခြားခြားပုံကူတွေနဲ့စုံစည်းရတတ်တယ်ပြပခီးနံညာခီးရက်ဝေးရက်နေဒါမျိုးလေးတွေသွားတဲ့ကိစ္စလေးတွေရှိတယ်။မမျော်လင့်တဲ့နေရာကငွေအစုလိုက်ယုံလိုက်ဝင်လာတဲ့သဘာဝလေးတွေရှိတယ်။တော်တော်လေးအကောင်းပါတယ်ဗျာနော်။တမိုးကြီးတဲ့ကြောက်မြတ်ယရနာတွေဝင်လာတဲ့ကာလလို့ခေါ်တယ်။ဝင်လဲအဝင်တော်တယ်။ခြံတို့ကာတော့အဲ့ကာလမှာဝင်တတ်တယ်။ကောင်းတယ်ဗျ။အိမ်ပြင်အိမ်ဆောက်ရတဲ့ကိန်းလေးတွေရှိတယ်။ဒါလည်းရတာပဲ။သို့တော့မတ်လ19 18 20 21ရက်အဲ့ရက်လေးတွေမှာဇက်တက်အညာခန့်တွေရှိတယ်။အိမ်တို့ရဲ့ပြိပခပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်။သားသမီးတွေကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်ဒုက္ခရောက်တာညီကောင်မမတွေကိုအကြောင်းပြုပြီးစိတ်တော်ကရောက်တာလင်ဖြစ်တဲ့သူကိုအကြောင်းပြုပြီးစိတ်တော်ကရောက်တာအဲ့လိုအထက်နဲ့အောက်ကြားနဲ့တွားညက်တဲ့သဘာဝရှိတယ်လူနဲ့မျက်ရည်တော်ရတဲ့သတိထားပေးပါဗျာနော်ဂျမိုင်းနဲ့ပတ်သက်ပြီးရင်ဘတ်1 byte ကိုအကြောင်းပြုပြီးပြဿနာဖြစ်ရင်နည်းနည်းကြီးကြီးမားမားဖြစ်တတ်တယ်အခက်မသိရင်ခွဲရဆက်ရတာမျိုးလေးတွေဖြစ်တတ်တယ်သတိထားအမျိုးသားတွေဦးနဲ့ပတ်သက်တဲ့ဦးတက်ပေါက်တာဦးရောင်တာမျိုးလေးတွေအစာရင်းနဲ့ပတ်သက်တာဖြစ်တတ်တယ်အမျိုးသမီးတွေတက်အိမ်မှာရေးတက်တာလေးတွေဖြစ်တတ်တယ်ပေါ့ဆက်လို့မရဘူးသတိထားပေးပါလို့ထက်တယ်လည်းအကြံပေးပါရစေအဲ့တော့ဒီကလာမှာကံရရဲ့ထောက်ပံ့မှုတွေအပြေးဝရအောင်အဖြူအောင်အနှက်အောင်အပြာရောင်အစိမ်းအောင်အဲ့ဒီအယောင်တွေကိုမိမိတို့ရဲ့အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါမှာသုံးဆွဲဝတ်ဆင်ပေးပါဒါအပြင်သစ္စာပန်းရောင်စုံသဇင်ပန်းကြာပန်းဂတ်မော်ပန်းငွေပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုရတဲ့ဘုရားမှာဘုရားပန်းကရပဲဖြစ်ဖြစ်နေရက်ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါကျွန်တော်မိတ်ဆွေအင်္ဂါတာသမီးတွေပေါ့လေဒီတစ်ပတ်ကလာမှာကောင်းတဲ့ကံလေးတွေအများကြီးရှိသလိုအညာခိုင်တိုက်ခိုက်တွေကလည်းရှိတာပေါ့ရှိတော့ဒီအညာလေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ရရလေးချေရမယ်ဗျာအဲ့တော့ရရလေးနဲ့ဘယ်လိုလေးတွေချေရမလဲဆိုတော့တနေ့နေ့မှာစီးစင်းနေတဲ့ချောင်းလုံးမျိုးတို့ရေရှင်မှာ926ကောင်လွတ်ဖြစ်အောင်လုပ်ပေးလိုက်ပါကြုံရတဲ့အခြေစီးပွားရေးနဲ့ပတ်သက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးပြေပြောက်ပြီးဘယ်လိုရှိရလေးတွေပြည့်မဲ့ပြီးခရီးသွားမယ့်ကိစ္စတွေနိုင်ရသွားမယ့်ကိစ္စတွေကအစအများကြီးအဆင်ပြေလာလိမ့်မယ်ကြုံရတဲ့အညာခန့်လေးတွေအိမ်တွင်းရံလေးတွေအိုးရင်အလုပ်ကနေပတ်သက်တဲ့မမြင်ချင်းလေးတွေကအများကြီးဖြစ်တတ်တာပေါ့အဲ့ဒါတွေပြေပြောက်ချင်တယ်ဆိုရင်
အိုးလေးတစ်လုံးထဲမှာကိုယ့်ရဲ့အဝတ်စားအဟောင်းလေးတစ်စုံထက်စပင်ချင်တဲ့လက်တွေထက်ပြီးစီးစင်းတဲ့ချောင်းလုံးမျိုးလိုရေချင်းမှာညနေသားလေးတစ်ခုမှမျောချပေးလိုက်မရမီခန့်ငါမှရှိတယ်မကောင်းတဲ့အញ្ញံခိုက်တွေပါသွားပြီဆိုပြီးပြောပြီးမျောချပေးလိုက်ဒါဆိုရင်တော့ကြုံရတဲ့အញ្ញံခိုက်တွေပျောက်ပြီးတော့ကင်းပြီးတော့ကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပိုးလေးကောင်းသွားပါလိမ့်မယ်အင်္ဂါသားမျိုးအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆရာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသားသမီးအားလုံးအတွက်16ရက်3လ2025ကနေ22ရက်3လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုစီလိုက်ကျွန်တော်အသေးစိတ်လေးခေါ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသားသမီးတွေပေါ့လေဒီတပတ်ကာလကဘယ်လိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုရင်ဗီဒီယိုမျက်နှာပဲကြည့်ပြီးဟောကြပါတော့ဗျာနော်ကောင်းတာမရှိရင်လည်းကောင်းတယ်ပေါ့မကောင်းဆိုလည်းမကောင်းဘူးလင်းပြောကြပါတော့ဗျာနော်အဲ့တော့ဗုဒ္ဓဂူသားသမီးကျွန်တော်မိတ်ဆွေတွေဒီတပတ်ကာလမှာအကောင်းဆိုးလေးတွေနည်းနည်းတော့ရောနေတယ်သို့တော့ကောင်းတာတွေကစပြီးကျွန်တော်ဟောပေးနေတယ်ဗျာနော်ဒီချာလေးနားထောင်ကြည့်ပါထီပေါက်တဲ့ဂိမ်းလေးရှိပါတယ်လာမယ့်16နှစ်ကကံကောင်းတဲ့ရက်ထဲမှာပါတဲ့အတွက်ဝါသနာပါတဲ့မိတ်ဆွေတွေဆိုရင်ထီထိုးပြအောင်ထိုးပေးပါနော်ထိုင်းထီထိုးပေးပေါ့ထီပေါက်တဲ့ဂိမ်းလေးရှိတယ်အထူးသဖြင့်ကိုယ်ဆောင်မိကနေညညနေကိုအိမ်ကိုလာပြီးတဲခိုးလိုက်တာမျိုးတွေအိမ်မက်ထဲမှာမူတွေပါတယ်အိမ်မက်မတာလမ်းသွားရင်မူတွေပါတယ်တွေ့တာမျိုးတွေဆိုရင်ထီမှုတ်ချပေါက်တဲ့ထိုးပြအောင်ထိုးပေးနှလုံးတွေချဲနေမထိုးနဲ့နော်ထီပဲထိုးလိုက်နော်လောင်သားကျွန်တော်ဝါသနာမပါဘူးအားလည်းမပေးဘူးနော်အဲ့ကြတယ်ကျွန်တော်ရဲ့အပတ်စဉ်ကိုနားထောင်ပြီးတော့လောင်သားလုပ်တဲ့သူတွေရှိရသေးတယ်ဗျထားပါတော့အဲ့တော့ထီထိုးမယ်ဆိုရင်ကျွန်တော်ဂရန်လေးလည်းယူပေးမယ်ပေါ့နော်ပေါ်တော့လည်းတယောက်တော့ပေါ့ဆိုတော့ထိုးမယ်ဆိုရင်ဘာထိုးသင့်လဲဆိုတော့ခွန်စအသုံးဆုံးဆိုတဲ့ဂရန်လေးထိုးပြအောင်ထိုးပေးပါတော့နော်ကံတရားရဲ့ထောက်ပံ့မှုတွေအပြည့်အဝရမယ်ထီစုကြီးပေါ့ပါစေလို့လည်းကျွန်တော်စွတ်မကောင်းတောင်းပေးတယ်ထိုးပြအောင်ထိုးပါအလောက်ကံရပဲစပြီးပြောကြပါတော့ဗျာဗုဒ္ဓဂူသားသမီးတွေဒီကာလမှာအလုံးနဲ့ပတ်သက်ရင်တော့ကျွန်တော်ဒါဗီဒီယိုမျက်နှာပဲကြည့်ပြီးခေါ်ကြပါစို့အလောက်ကရံမကင်းဘူးဖြစ်နေတယ်ဗျာအဝေးကြီးရလာတဲ့ရံမဟုတ်ဘူးအတွင်းထဲရလာတဲ့ရံဗျာအလုံးလှုပ်ချင်သေးပါမရှိဘူးလှုပ်နေတဲ့ရက်တွေကိုပစ်ချပြီးအော်ဟစ်ပြီးထွက်ပြေးနေတဲ့စိတ်တွေပေါ်တတ်တယ်ဗျာမနှောက်မလေးအိယာထားလို့မျက်လုံးတွေနှလုံးပွင့်လာတဲ့စိတ်တွေလေးနေတယ်စိတ်တွေလေးနေတယ်တရားရာကိုသွားကျင်လာကျင်ရွှေ့ကျင်ပြောင်းကျင်တဲ့စိတ်တွေအရန်ပေါ်တတ်တယ်ဗျာကိုကိုလည်းသိပါလိမ့်မယ်ဗုဒ္ဓဂူသားသမီးတွေသတိထားပေးပါအဲ့တော့ကိုကလက်ရှိအလုပ်လေးအဆင်မပြေလို့ဖြစ်စေပြင်မန်းတော့အကျိုးခံစားဝင်မရဘူးပေါ့ဗျာလုပ်ဖို့ကံရွက်ချင်းချင်းအဆင်မပြေကြဘူးရန်ဆောင်နေကြတယ်အထက်လူကြီးလေးတွေကိုအမြင်မကြည့်ဘူးဖိအားလေးတွေပေးတယ်ပြင်မန်းတော့အကျိုးခံစားဝင်မရဘူးဖြစ်တယ်ဓမ္မတွေဖြစ်တဲ့အခါမှာလက်ရှိလုပ်ကနေပြောင်းရင်ရွှေ့နေတဲ့စိတ်တွေပေါ်လာတတ်တယ်အဲ့လိုပေါ်လို့ပြောင်းခဲ့ရင်ကောင်းမှလားမေးရင်မကောင်းဘူးဗျပို့ဆိုးတဲ့အញ្ញံတစ်ခုရင်ဆိုင်ရလိမ့်မယ်လက်ရှိလုပ်နေတဲ့အလုပ်မှာပဲထိန်းပြီးလုပ်ပေးပါသိခံပြီးလုပ်ပေးပါအန်ကျိတ်ပြီးလုပ်ပေးပါကြုံရတဲ့အညံ့လေးပြေဖို့အတွက်လိုတဲ့ရရလေးတွေအနောက်ကပတ်မှုပြီးခြိတာတော့တက္ကနာပေါ့လေအဲ့မှာဆက်ဆက်ပြီးတခါလဲမှာခြင်းနဲ့လက်ရှိအလုပ်ကနေထွက်ပြီးတော့နောက်သူများအလုပ်တစ်ခုပဲထပ်လုပ်မဲ့အတူတူလက်ရှိအလုပ်မှာပဲသိခံပြီးလုပ်တာပိုကောင်းတယ်နောက်ဆိုရင်အလုပ်လုပ်မဲ့ဖြစ်သွားတတ်တယ်အဲ့လိုမှမဟုတ်ဘူးကိုကဘာလို့မှမလုပ်လဲငုတ်တို့ထိုင်ပြီးထမင်းစားလို့ရတဲ့အနေထားနောက်ကန်အင်အားရှိတဲ့သူတွေဆိုရင်တော့စိတ်ဒုက္ခစိတ်ပင်မှာခံမနေနဲ့ပေါ့လေထွက်ပြီးအိမ်မှာပဲငုတ်တို့ထိုင်ထမင်းစားအဲ့ဒါကအကောင်းဆုံးဖြစ်မယ်ဒီလိုပြောင်းလိုက်လို့နောက်လောက်ကကောင်းမယ်ဆိုတဲ့မျိုးနှင်းချက်ကတော့မဖြစ်နိုင်ဘူးပုံညံ့တဲ့အញ្ញံတစ်ခုရင်ဆိုင်ရပြီးအလုံးလုံးပဲဖြစ်သွားတဲ့ကိန်းလေးဖြစ်တဲ့အတွက်အထူးသတိထားရှောင်ရှားပါလို့အလုံးနဲ့ပတ်သက်ပြီးမှားခြင်းတယ်အတွင်းရန်ရှိနေပါတယ်ဘယ်သူမှမယုံပါနဲ့နော်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုလည်းဒီကာလမှာအလုပ်ကိုင်လေးတွေကရောင်းမဝယ်ပါလေးတွေဖြစ်တတ်တယ်ဗျအစင်မပြေတာလေးဖြစ်တတ်တယ်နော်အလုပ်လေးတွေမှာလည်းရံမကင်းဘူးစီလုံးညီညွတ်မှုတွေကင်းမဲ့တာတွေအစားဖြစ်တတ်တယ်သတိထားပဲသို့တော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကမှမြေနဲ့ပတ်သက်ပြီးအယောင်းဝယ်လုပ်တာပဲပြောင်းစံစပါးနဲ့ပတ်သက်ပြီးရောင်းဝယ်တူလောင်တာတွေပန်းရောင်းတာမှုတ်ရောင်းတာမြေဩဇာရောင်းတာနော်ပွဲသားလုပ်ငန်းစသည်အပြင်ဒီလုပ်ငန်းလုပ်ကြတဲ့လူတွေကတော့အမရန်ကံကောင်းတယ်အဲ့လုပ်ငန်းလေးတွေကိုထပ်ပြီးရင်းနှီးမြှုပ်နှံပြီးလုပ်မယ်ဆိုရင်လုပ်လို့တင့်တော်တယ်သို့တော့ဒီကာလမှာခြံနေပါလေအဝင်မတော်ဘူးမြေဝင်တာတက်ပါခြံနောက်ကကားနဲ့ပတ်သက်ပြီးတော့အဝင်မတော်ဘူးသတိထားပေးပြန်နော်ဒီကာလမှာကားတွေပါလေဈေးသက်သက်နဲ့ရတယ်ဆိုပြီးတော့အရှိမရှိမဝယ်လိုက်နဲ့လက်ဦးတက်ထားတဲ့ကားကြီးဂျင်းမိပြီးတော့အဝယ်ရတာမျိုးဖြစ်တတ်တယ်ဒီမှာလက်ထက်မှာကောင်းနေပါလေဆိုတဲ့ကားကိုလက်ထဲရောက်လို့ရှိရင်မကြာခဏပြက်လိုက်မယ်ဗျဝယ်စရိတ်နဲ့ပြင်စရိတ်ကပိုများတယ်ဗျသတိထားပါဗျနော်ကားမောင်းနေတဲ့ညီကိုရှိတယ်ဆိုရင်သတိထားကားအက်ဆီဒန့်ဖြစ်တာရက်ထားတဲ့ကားအတိုက်ခံရတာပုံသွားတာပဲ့သွားတာတွေကစအများကြီးဖြစ်လာတတ်တယ်အထူးသတိထားပါလို့ထက်တယ်လည်းအကြံပေးခြင်းနဲ့ကြောက်လုံငါလောက်ကန်နေတဲ့သူတွေဒီကာလမှာကြောက်တွေပါလေဝယ်ပြီးဖြတ်တာမျိုးလေးတွေမလုပ်သင့်ဘူးအစင်မပြေဘူးဖြစ်တတ်တယ်သတိထားနော်တရဏနာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေကမကောင်းဘူးဗျအားနည်းချက်တွေရှိတယ်တရဏနာကအလုပ်ငန်းတစ်ခုတည်းနဲ့မဟုတ်ဘူး
ငွေချင်းနဲ့ပတ်သက်လို့ရှိရင်ဘော့ကူသားသမီးတွေဒီကာလမှာငွေကြေးကန်တွေကလက်ပိတ်တယ်လို့တော့မပြောလို့ဘူးပေါ့လေသို့တော့ရတဲ့ပတ်စံလေးတွေမမြဲဘူးဖြစ်နေမှာကြအကြောင်းကြောင့်ထွက်ပေါက်လေးတွေပြန်ပြီးတော့အများကြီးပေါ့လေပြန်စစ်လိုက်တော့ဓာတ်ကိုစီနေတာပဲတချို့လေးတွေများဆိုရင်ဒီကာလမှာရရရှိရင်မရပေးရရှိရင်မပေးနိုင်အပြောက်ပြက်တွေအမှန်တမ်းများလာမှုတွေဖြစ်တဲ့အတွက်ငွေကြေးစစ်စစ်သုံးဆက်ပါဘယ်သူမှပတ်စံချီငါချင်းလက်လုံချင်းမဖြစ်စေနဲ့နော်ဘယ်သူမှမယုံပါနဲ့ဒီကာလမှာတဦးတယောက်ကိုပတ်စံချီပြီးလို့ရှိရင်မရတော့ဘူးအဆုံးလို့ပဲတတ်မှတ်ရတယ်ဂရုစိုက်ပေးပါအထူးသဖြင့်ပညာရေးနဲ့ပတ်သက်ပြီးကျွန်တော်ထည့်ဟောပြီးတော့နော်ဆက်လာခြင်းတွေကထည့်ဟောပြီးတော့ဒါပေမဲ့ထိပေါက်မရှိတာတွေအားကောင်းနေကြအဲ့ဒါတွေကိုကောင်းတာတွေစောင့်ဟောပြီးတာကြောင့်ဆောင်းဝဲဖြေဖို့ရှိတဲ့ညီငယ်ညီမငယ်တွေဒီကာလမှာဆောင်းဝဲဖြေတဲ့အခါမှာဘာမှစိတ်ပူစရာမလိုပညာရေးနဲ့ပတ်သက်ပြီးထူးထူးချွန်ချွန်အောင်မယ်ဆိုတဲ့ကိန်းထဲမှာပါတယ်နော်ကိုဘကဝရိယအလေးထည့်ပြီးကြိုးစားပြီးကံတရားရဲ့ထောက်ပံ့မှုတွေအပြည့်အဝပါတယ်ဂုဏ်ထူးတွေနဲ့ပါအောင်တယ်ဆိုတဲ့ကိန်းမျိုးလေးတွေပါတယ်ပြီးတော့ဒီကာလမှာပညာသင်တဲ့သူတွေဆိုလို့ရှိရင်အရန်ကောင်းတယ်နော်ပညာကောင်းတွေသင်ရတာဆရာကောင်းသမားကောင်းမိတ်ကောင်းဆွေကောင်းတွေနဲ့စုံစည်းရတဲ့ကိန်းလေးတွေရှိတယ်အင်တာဗျူးဖြစ်မဲ့သူတွေလည်းအဆင်ပြေတယ်ပေါ့လေပညာရေးနဲ့ပတ်သက်တော့ဘာမှစိတ်ပူကြမလို့အရန်ကောင်းတယ်ဗျလက်မထောင်လို့ရတဲ့ကာလတွေမှာပါတယ်ဝရိယအားလေးပဲထည့်ကြိုးစားပြီးကံရဲ့အတွက်ကတော့မပူနဲ့စိတ်ချနော်အဆင်ပြေတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်ဘောဓကုသားသမီးတွေအဓိကကျမ်းမာရေးမှာဝမ်းပိုက်ဒုက္ခပေးတယ်မကြာခဏလေထိုးလေရောက်တွေဖြစ်တတ်တယ်အဲ့တော့အမျိုးသားနဲ့အမျိုးသမီးနှစ်ခုခွဲပြောခြင်းနဲ့အဓိကဖြစ်လို့ရှိရင်သူကဘိုက်ထင်ကနေဦးတက်ပေါက်တာဦးရောင်တာအဲ့လိုကိန်းမျိုးကြီးသွားမြင်တတ်တယ်အထူးသတိထားပါဘိုက်မကြာခဏအောက်ရင်မပေါ့ပါနဲ့အချိန်မီစေးအောင်စေးကနေပြပါတချို့အမျိုးသမီးတွေဆိုလို့ရှိရင်သွေးသားတိမ်နဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တာတိမ်မှာရေးတယ်တာဒါမျိုးလေးတွေအစားသွားဖြစ်တယ်ဂယုစိုက်ပေးမယ်အဲ့လိုမျိုးဖြစ်လို့အကဲအမြန်စေးအောင်စေးကနေသွားမယ်ဆိုရင်ကြာလာပရိသသမီးဆရာဝန်တွေနဲ့ပြပါအမြန်ဆုံးတက်တာပြောက်နေတယ်ဗျာနော်နောက်ဆုံးစေးအောင်နံပါတ်တွေအစားကြာလာပရိသနဲ့စားတဲ့စေးအောင်နံပါတ်တွေဒါမျိုးတွေအစားပြရင်တော့ပိုအားကောင်းတာပေါ့လေဗျာနော်ဒီကာလမှာတခုခုဘာပဲလုပ်လို့ကြာတာပရိသသမီးတွေကိုအမိပြုပြီးတော့လုပ်ပါသူတို့စီကအကြံဉာဏ်အကူအညီလေးတွေယူပါသူတို့ပြောစကားနားထောင်ပါဗျာနော်ကိုယ်ပိုင်စီးပွားရေးကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့မလုပ်ပါနဲ့ဗျကိုယ့်အကျိုးလိုလားတဲ့မိကောင်းဆွေကောင်းဆရာကောင်းသမားကောင်းတွေနဲ့ကူညီမှုတွေယူပါတိုင်ပင်ပါအကြံဉာဏ်လေးတွေယူပါလက်ခံပါဒါဆိုတော့အဆင်ပြေမယ်စိတ်အပြောင်းလဲဖြစ်နေတာမျိုးလေးတွေစိတ်တွေကနာမနေတာမျိုးလေးတွေတောင်တွေမြောက်တွေအဲ့လိုမျိုးလေးတွေဖြစ်နေတဲ့လေနေတဲ့စိတ်လေးတွေအတွက်တော့ဘာသာရေးလေးဖိလုပ်ပေးဖို့ထက်တယ်လည်းအကြံပေးခြင်းတယ်အခြေအနေအကြောင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလမှာကောင်းတာလေးလည်းရှိတယ်ဆိုးတာလေးတွေလည်းရှိတယ်သတိထားပြန်နော်အကဲအများချစ်သူအိမ်တော်ဘက်ကတနင်္လာသားသမီးဘောဓကုသားသမီးလေးဆိုတော့မကောင်းဘူးပေါ့လေကွဲတာပြတ်တာပြဿနာဖြစ်တာလေးတွေအားစားကြုံရတဲ့အထူးသတိထားပါလို့အကြံပေးခြင်းနဲ့ချစ်သူမရှိတဲ့သူတွေကတော့ချစ်သူတွေပါရတတ်တယ်ကြာသာပရိသသမီးတွေကိုယ်စီဝင်လာတာမျိုးလေးတွေဖြစ်တတ်တယ်ဝင်နဲ့အဝင်တော့တယ်လက်ခံလာလို့ရပါတယ်ဗျာနော်တချို့ငယ်ရဲဒီချစ်သူရှိတဲ့သူတွေဆိုတော့မင်္ဂလာကိစ္စလေးတွေရုပ်တရက်ထားပြီးစီစဉ်ရတာမျိုးလေးတွေဖြစ်တတ်တယ်သို့တော့ဒီကာလမှာမင်္ဂလာကိစ္စတွေစီစဉ်ရပြီဆိုရင်နဖက်မိသားစုဆောင်ကြီးမင်္ဂလာကိစ္စဝေလာတတ်စားလို့ရှိရင်နားလည်မှုနဲ့အရင်ဆုံးအချင်းအောင်လေးလုပ်ထားတဲ့ကိန်းမျိုးလေးတွေကပို့ပြီးအားကောင်းတဲ့သဘောရှိတာတွေ့ရပါတယ်ဗျာနော်အဲ့တော့ဘောဓကုသားသမီးတွေမတ်လ16ရက်19ရက်20 21ရက်22ရက်အဲ့ဒီရက်လေးတွေဇက်တိုင်းအမရန်ကန်ကောင်းတယ်ဗျဆိုတော့ယင်းဒီမျိုးတော်ပြီးလုပ်တဲ့ကိစ္စလေးတွေပြည်ပနိုင်ငံနဲ့ဆက်သွယ်ပြီးလုပ်တဲ့ကိစ္စလေးတွေအမရန်ကန်ကောင်းတယ်ရှင်းပုံရှင်းကန်ကြီးမားတဲ့လူတွေဆိုရင်အမွေနဲ့ရတာမျိုးလေးတွေမြေတွေဝင်လာမျိုးလေးတွေဒါမျိုးတွေအစားဖြစ်တတ်တယ်ထီစုကြီးတွေပါတွေပေါက်တတ်တယ်စုံပြီးထင်တဲ့ငွေကြီးတွေပြန်လဲရရှိပိုင်ဆိုင်တာလေးတွေဖြစ်တတ်တယ်ချစ်သူတွေခင်သူတွေဒါမျိုးမိတ်ဆွေကောင်းဆွေကောင်းလေးတွေတိုးဝါပြီးကိုယ်စီဝင်လာတာမျိုးလေးတွေဖြစ်တတ်တယ်ပညာရေးနဲ့ပတ်သက်ရင်ထူးထူးချွန်ချွန်အောင်မယ်ဆိုတဲ့ကာလလေးကိုခေါ်တယ်သို့တော့မတ်လ18ရက်18ရက်အဲ့ရက်လေးတွေကအညံ့ခိုက်ရှိတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးဝမ်းမိုင်းနဲ့ပတ်သက်တဲ့ပြဿနာလေးတွေဖြစ်တာကြောင့်စေုံစေကံပြေးရတာမျိုးလေးတွေဖြစ်တဲ့သတိထားပေးပါငွေကြေးအပြောက်အပြက်လေးတွေငွေကြေးဆုံးရှုံးနေတာမျိုးလေးတွေအပေးယူမာမျိုးလေးတွေဖြစ်တဲ့အခြေအိမ်တော်ကြီးမှာရန်ကြကြဖြစ်တဲ့ဗျသတိထားပေးချစ်သူအိမ်တော်ဘက်ကတနင်္လာတောက်ကြဆိုရင်ကိုယ်ရပြတာတွေဖြစ်တဲ့ထပ်တယ်လဲခယူးဆိုင်ပါအဲ့တော့ဘောဓကုသားသမီးတွေအဖြူရောင်အနက်ရောင်အညိုရောင်မိကိုရောင်နှုတ်နှစ်ရောင်တို့ကိုမိတို့အတွက်အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလှုပ်ဆောင်တဲ့အခါမှာတုံးဆွဲဝတ်ဆင်ပေးပါဒါအပြင်မင်းမျိုးရောင်စုံပိန်ပန်းသစ္စာပန်းရောင်စုံဂန္ဓမာပန်းရောင်စုံအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ရတဲ့ဘုရားမှာဘုရားပန်းကတာပဲဖြစ်ဖြစ်အနေအဲ့ကနေမှာအလားပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်တုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေဘောဓကုသားသမီးတွေပေါ့လေဒီတပတ်ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်အနေငယ်တော့အညာအခိုက်လေးတွေကလည်းရှိတာပေါ့ရှိတော့အဲ့အညာလေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ရရလေးခြေရမယ်အဲ့တော့ရရအနေနဲ့ဘယ်လိုခြေတင်လဲဆိုလို့ရှိရင်ဘော်ဒီညောင်မှာညောင်ထောက်ပေးရမယ်နော်ဘာနဲ့ထောက်ရမလဲဆိုတော့ဘောဓကုညောင်လို့ခေါ်တဲ့ဝါလုံးလေးနဲ့ညောင်ထောက်ပေးရမှာဘယ်နေရာထောက်ရမလဲ
ဘောတကူတောက်လို့ခေါ်တဲ့တောင်မြတ်ကိုကိုင်းကြနေတဲ့ဘောရင်းညောင်ရဲ့ဂိုင်းလေးကိုဝါလုံးလေးနဲ့ညောင်ထောက်ပြလိုက်ပါနော်ဒါဆိုတော့သိချတယ်ကိုယ့်ရဲ့ကောင်းနေတဲ့ကံလေးတွေကဧကံမှုချပို့ပြီးကောင်းတဲ့ကောင်းသွားလိမ့်မယ်အညံ့ခိုက်လေးတွေပြေကောက်ချင်တယ်ဆိုရင်တော့စာကလေးငယ်လေး၃កောင်လွတ်ပေးလိုက်ပါဗျာနော်ဒါဆိုတော့ကိုယ်မှကြုံရတဲ့စီးပွားရေးကျန်းမာရေးနော်အိမ်တော်ရဲ့အခြေအားလုံးအညံ့လေးတွေကင်းပသွားပါလိမ့်မယ်ဘောတကူသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးပဲမြင်ပါပါကျွန်တော်ကတော့ဗီဒီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေကြာသပတေးသားသမီးအားလုံးအတွက်16ရက်3လ2025ကနေ22ရက်3လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုချင်းစီတိုင်းကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေကြာသပတေးသားသမီးတွေပေါ့လေဒီတပတ်ကာလမှာဘယ်လိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကန်ပဲစပြီးပြောကြပါတော့ဗျာနော်အလုံးမရှိတဲ့သူတွေဆိုရင်ဒီကာလမှာအလုံးရတတ်တဲ့ဂိမ်းလေးရှိတယ်ကြိုးစားပြီးအလုံးလေးရှာပေးပါအလုံးရတတ်တဲ့ဂိမ်းလေးရှိပါတယ်ဗျာနော်အလုံးရှိနေတဲ့သူတွေဆိုရင်ဒီကာလမှာအလုံးကန်ဖြစ်ဖြစ်မဖြစ်အိုးအိမ်နေရထိုင်ခင်းပြောင်းရတတ်တယ်ရာလူတို့အပြောင်းရွှေ့လေးတွေဖြစ်တဲ့ဂိမ်းလေးရှိတယ်ပြောင်းကောင်းလားမင်းကောင်းတော့ကောင်းတယ်ဒါပေမဲ့တရားရအောင်ကောင်းတဲ့ထက်မှတော့မပါဘူးဘာကြောင့်လဲမင်းအလုံးမှာရံမကင်ဘူးကျွန်တော်အတိုင်းသွားတွေ့တယ်သူကရာလူတို့အနေထားနဲ့ပြောင်းသွားခဲ့မယ်ဆိုရင်တောင်းမှာရံမကင်တဲ့အလုံးမျိုးကိုလက်ခံရရှိတတ်တယ်ကိုရာလူတို့ဝါလာလေးတွေကိုမနာလိုတိုက်ခိုက်ဖို့စောင့်နေတဲ့သူတွေရှိတယ်လှုပ်ဖို့ကိုင်းဘက်တွေအောက်လက်ငယ်သားတွေစက်ညင်တော်နာတိုက်ခိုက်တာတွေအစားဖြစ်တဲ့ကာလရှိတယ်အဲ့တော့ကောင်းတဲ့ရန်အတိုက်ခိုက်နဲ့ရှင်ပြီးတော့မှကောင်းရင်းလို့ခေါ်တယ်သတိထားပေမဲ့ဘသူမှမယုံပါနဲ့အထူးသဖြင့်ဝန်ထမ်းတွေပို့ဆိုးပါတယ်ရာလူတို့တဲ့ကိန်းရှိတယ်ရံမကင်ဘူးအဲ့စကားလေးတွေမမေ့နဲ့နော်ရာလူတို့ပြီးတော့ရံမွေးတဲ့နေရာဒေသကိုအပုတ်ခံအပြောင်းခံရတာတွေအစားဖြစ်တဲ့ကိန်းကျွန်တော်အဲ့တိုင်းသွားမြင်တဲ့အတွက်သတိထားမယ်အသက်အန္တရာယ်ပါစိတ်ပူရတဲ့အနေအထားတွေရှိပါတယ်ပြီးတော့ဒီကာလမှာကြာသပတေးသားသမီးတွေကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုလို့ရှိရင်အလုပ်တစ်ခုစတဲ့အကောင့်ထဲပေါ်လို့အကောင့်သုံးကာလတွေမှာတော့ပါပါတယ်ဗျာနော်တချို့တွေဆိုရင်ဒီကာလမှာအိုးသက်အိမ်တွေပိုင်ရဆိုင်ရတာမျိုးတွေအိမ်ဆောက်ရတာအိမ်ပြင်ရတာစသည်အဖြစ်ဒါမျိုးတွေအစားဖြစ်တယ်လုပ်ရင်လည်းကောင်းပါတယ်ဗျာနော်ပတ်သက်ရှိအိမ်ဒီပါတွေဝယ်လို့ရတယ်အိမ်သစ်ဆောက်လို့ရတယ်အိမ်ပြင်လို့ရတယ်ဒါပေမဲ့ကောင်းလားမင်းတော့ကောင်းတော့ကောင်းတယ်စန့်ကျင်တော်တိုက်ခိုက်မှုတွေလည်းရှိနေတယ်မမေ့ပါနဲ့ပြီးတော့ဒီကာလမှာအပြင်မှာအဖြစ်ဘလောက်ပဲကောင်းအတွင်းရံလေးတွေရှိနေတာတွေ့ရတယ်ရံမကင်းဘူးအဲ့ဒါဒီအပြင်ကလာတဲ့ရံထက်ဆိုင်အတွင်းထဲကလာတဲ့ရံပုံများတယ်အထူးသဖြင့်မိသားစုကြီးရပြဿနာလေးတွေအိမ်တော်ကြီးပြဿနာလေးတွေဖြစ်ကိုဖြစ်တတ်တယ်သတိထားပေးပါနော်ကိုကြောင့်မဟုတ်တော့မှဆွေမျိုးကြီးကိုမောင်နှမတွေကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်ဒုက္ခတွေလေးရောက်တတ်တယ်အထူးသတိထားပေးဂရုစိုက်ပါကျွန်တော်အရင်ကြီးစိတ်ပူတာလေးတစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ကြာသပတေးသားသမီးတွေဒီကာလမှာအဖမ်းဆီးအချုံအောင်ထောင်တန်းကြားတဲ့ကိန်းထဲမှာသွားပါတယ်နာမည်ဂုဏ်သင်္ကန်းနဲ့ပတ်သက်ပြီးတော့အဆွတ်ဆွဲခံရတာမျိုးတွေဖြတ်ခံရတာမျိုးတွေဖြစ်တတ်တယ်ကိုကတိုက်ရိုက်မဖြစ်ခဲ့ရင်တော့မှကိုယ့်ရဲ့အောက်လက်ငယ်သားတွေသားသမီးတွေဆွေမျိုးညီကိုမောင်နှမတွေဒါတွေကိုအကြောင်းပြုပြီးတော့ဖြစ်တတ်တယ်အထူးသတိထားရမယ်ပေါ့ဆက်လို့လုံးဝမရဘူးဗောလေအထူးသဖြင့်အခြေအိမ်တော်နဲ့ပတ်သက်လို့ရှိရင်လည်းကြာသပတေးသားသမီးတွေဒီကာလမှာတော်တော်လေးသတိထားပြီးပါချစ်သူအိမ်တော်ဘက်ကပြဿနာရှောင်မှုတွေရန်တဲ့ချက်ဖြစ်တာလေးတွေအစားကြုံရတတ်တယ်တချို့လေးတွေမှာဆိုဒီကာလမှာအခြေအိမ်တော်ကြီးမှာသုံးဝန်းဆိုင်ပြဿနာဖြစ်တာပုံများလေးရှိတယ်တချို့ဆိုသုံးဝန်းတော့မဟုတ်၄ဝန်းတော့ဖြစ်တယ်ဗျချစ်သူအိမ်တော်ဘက်ကတစ္ဆာဖောက်တာတတိယတယောက်ပေါ်တာပြီးကိုယ့်ဘက်ကလည်းထပ်ပြီးဖြစ်တာမျိုးလေးတွေကြုံရတတ်တယ်ချစ်သူမရှိတဲ့သူတွေဆိုရင်ဒီကာလမှာချစ်သူအသက်ရတတ်တယ်ဗျချစ်တဲ့ခင်တဲ့သူတွေဝိုင်းဝိုင်းလည်ပြီးခါချနေရလိမ့်မယ်ကြာသပတေးသားသမီးတွေဒါပေမဲ့လို့ဒီကာလမှာရရင်ကောင်းလားမင်းမကောင်းဘူးဗျရတဲ့ချစ်သူတွေကိုယ့်အတွက်ကောင်းမွန်တဲ့ချစ်သူအိမ်တော်မကောင်းလုံးဝမဖြစ်နိုင်ဘူးဆက်သက်ပြီးပြောရမယ်ဆိုရင်တော့မှလူမျိုးအပြိုစစ်တွေမဟုတ်တတ်ပဲနောက်ဆက်တဲ့ပြဿနာလေးတွေအစပါလာတတ်တဲ့အတွက်ချစ်သူထားလို့ကောင်းတဲ့အနေထားမှာမပါဘူးအဲ့ဒါလေးသိစေချင်တယ်ဒီရတဲ့ရုပ်ရငယ်ရတဲ့သူတွေဆိုရင်အိမ်တော်တွေပါလေကြားတတ်တယ်ကြားရင်ကောင်းလားမင်းကောင်းတယ်လို့လည်းမကောင်းအဲ့ဒါဘာဖြစ်လဲဆိုလို့ရှိရင်ကြားတဲ့အိမ်တော်ကိုဆွေမျိုးကြီးကမောင်တော်မိသားစုတွေရဲ့စန့်ကျင်ကောင်းကောင်းမှုတွေအခက်အခဲကြားကနေရှစ်တို့လှုပ်ဆောင်လာရတာတွေဖြစ်တတ်တယ်နောက်ဆုံးနှစ်ဖက်မိသားစုစုံစုံညီမင်္ဂလာဖိတ်စာပို့ပြီးကြားတဲ့အိမ်တော်ထက်စာရင်နားလည်မှုနဲ့အခြေအုံလေးလုပ်လိုက်ရတာခိုးရလိုက်ပြီးလိုက်ရတာနှစ်ဦးသဘောတူလက်ထပ်လိုက်ရတာဒါမျိုးလေးတွေအစားဖြစ်တဲ့သဘာဝရှိတယ်ဂရုစိုက်ပေးရမှာပေါ့နော်ဒါအပြင်ဒီကာလမှာကြာသပတေးသားသမီးတွေကိုပတ်သက်တဲ့သူတွေတက်ကနေအင်္ဂါဗုဒ္ဓကူအဲ့ဒီသားသမီးတွေကိုအကြောင်းပြုပြီးစိတ်ငြိမ်စိတ်ဒုက္ခလေးတွေရောက်တတ်တယ်ချစ်သူအိမ်တော်ဘက်တွေကအဲ့ဒီသားသမီးတွေပိုင်းသတိထားပါသူတို့ကိုအကြောင်းပြုပြီးပြဿနာလေးတွေအနောက်ရှက်လေးတွေဖြစ်တတ်တယ်ဂရုတော်တော်လေးစိုက်ပေးပါလို့ထပ်တယ်လည်းအကြံပေးခြင်းတယ်တကယ်အဖြစ်သူကအင်္ဂါဗုဒ္ဓကူတွေမဟုတ်ဘူးစနေသားသမီးတွေကပါကောင်းကောင်းဒုက္ခပေးလိုက်မယ်အဲ့ဒါကချစ်သူအိမ်တော်ဘက်တစ်ခုလည်းမဟုတ်ဘူးနော်အလုတ်ထဲမှာပဲဖြစ်ဖြစ်ကိုဆက်ဆက်နေတဲ့ပတ်ဝန်းကျင်တွေမှာပဲဖြစ်ဖြစ်
အဲ့ဒီနန်ကကိုယ်ကောင်းကောင်းကြီးဝိုင်းသမားလိမ့်မယ်ဒုက္ခပေးလိမ့်မယ်ဂယုဆိုင်ပါဒီကလာမှာဘာပဲကြုံကြုံကောင်းတာလေးပဲကြုံကြုံဆိုးတာလေးပဲကြုံကြုံပြပြလဲလဲအေးချမ်းလေးဖြစ်တယ်ဆိုတာထက်စာရင်အတိုက်ခိုက်တွေရင်ဆိုင်ပြီးမှဖြစ်တဲ့ဂိမ်းမျိုးတတိယဖြစ်စစ်သူကြီးတယောက်ရဲ့အောင်မြင်မှုနဲ့အလားတူတူပဲတိုက်ခိုက်ပြီးမှရတဲ့တဘာဝလို့ခေါ်တဲ့အတွက်ဂယုဆိုင်ပေးပါအကောင်းဆုံးကာလတော့မဟုတ်ဘူးအညံ့ခိုက်လေးတွေရှိနေတယ်ရန်အတိုက်ခိုက်လေးတွေများတယ်အထူးသဖြင့်ကျွန်တော်ဝန်ထမ်းတွေပို့စိတ်ပူတော့ဗောလေအဖမ်းဆီးအချုပ်နှောင်ထောင်နှံကြတဲ့ဂိမ်းလေးတွေအန်ရရှိတဲ့နေရာဒေသတွေသွားလာတာလေးဖြစ်တဲ့အနောက်တောင်တော့ရက်တို့မြောက်ရက်တို့ခီးသွားရင်လုံးဝရှောင်နေရတယ်ဗျအမြောက်ရက် sorry အရှိတောင်တော့ရက်ကိုခီးသွားရင်အတက်နိုင်ဆုံးရှောင်နေရတယ်သတိထားပါသွားလာတဲ့ခါမှာ accident တွေဖြစ်တာပောက်ကွဲတဲ့အရာတွေကြုံရတာမျိုးတွေလူမားပြီးအဖမ်းဆီးခံရတာတွေအစားဖြစ်တဲ့သဘာဝရှိတယ်ဂယုစိုက်ပေးပါကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်ခုနကကျွန်တော်ပြောသလို accident ဖြစ်တဲ့ game ပေါ့လေကားဆိုင်နဲ့ accident ဖြစ်တာပောက်ကွဲတဲ့အရာတွေကြုံရတာအဆိပ်ရှိတဲ့သူတွေကတ်ခဲခံရတာဒါမျိုးတွေဖြစ်တတ်တယ်တချို့ကံရမ်းညံ့နေတဲ့သူတွေဆိုရင်သူတစ်ပါးရဲ့ဆုံးပြောကနေနဲ့ပြုစာနောက်ဆက်ခံရတာမျိုးတွေအစားကြုံရတော့သတိထားပေးပါဘာသာရေးကိုကြက်လေးလုပ်ပေးပါဖြစ်နိုင်ရင်တော့မှအဝတ်တွေပါလဲလို့ရရင် level စေချင်တယ်ဒါကျွန်တော်သဘောပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့ညီငယ်ညီမငယ်တွေရှိတယ်ဆိုရင်ဒီကာလမှာပညာရေးကိုကြိုးစားပေးပါရာခိုင်နှုန်းအပြည့်50ရာခိုင်နှုန်းဖြစ်နေတာတွေ့ရတယ်ဆိုတော့ကိုယ့်ဘက်ကရာခိုင်နှုန်းအပြည့်ကြီးကောင်းနေတာမျိုးတော့မဟုတ်ဘူးအစိုးရကြီးပြည့်နေတာမျိုးလည်းမဟုတ်ဘူး50ပဲရှိတယ်အဲ့တော့ကိုယ့်ဘက်ကဝရိယလေးနည်းနည်းတော့ပိုကြိုးစားဖို့ဒါဆိုတော့အဆင်ပြေပြေလေးဖြစ်မယ်အဲ့လိုမှမဟုတ်ဘူးဆိုတော့စက်ညစ်မဲ့လေးဖြစ်တတ်တယ်ပြီးတော့ဂျာနာပရိသသမီးတွေအခြေအိမ်တော်ရောက်စိတ်လေးစိတ်ညစ်ပြီးတော့စားတဲ့စိတ်ဝင်စားတော့ပဲနဲ့ခွေးရလိုက်ပြီးွားတာမျိုးတွေငယ်ရွယ်နဲ့ထားဖြစ်တတ်တယ်မိဘတွေကိုယ်သားသမီးလေးတွေကိုတေချာလေးစောက်ရှောက်ထိန်းသိမ်းပါလို့အကြံပေးပြရစီဗျာနော်ပြီးတော့ဂျာနာပရိသသမီးတွေငွေကြေးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာလက်ပွင့်တဲ့ဂိမ်းလေးတွေပါတယ်ဝါသနာပိုင်းထီထိုးဗျာစက်ချောင်းတွေကကံကောင်းတဲ့ရက်ထဲမှာပါတော့ထီတွေပါတယ်ပေါက်တတ်တယ်ထီထိုးမယ်ဆိုရင်6အစား2အစုံဆိုတဲ့ကဏ္ဍလေးထိုးပြအောင်ထိုးပြီးတော့ပတ်စံကဒီကာလမှာလက်ပိတ်တဲ့ဂိမ်းတော့ကျွန်တော်မမြင်ဘူးပေါ့လေသို့တော့လက်ထက်မှာတော့လုံးဝမြဲမှာမဟုတ်ဘူးဗျလာတာမထောက်သေးဘူးပတ်စံကြိုကုန်မယ်ဆိုတဲ့ဂိမ်းမျိုးကျွန်တော်သွားမြင်နေတယ်ဗျဂယုစိုက်ပေးပါဒီကာလမှာအလောင်းစားဆန်တဲ့စီဝိုင်းမျိုးတွေလုံးဝလုံးလို့မသိတော့ဘူးလောင်းစားလုံးနေတဲ့သူတွေဆိုရင်ဒီကာလကဘောပြတ်တဲ့ကာလပဲဗျကုရကြရမဲ့ရေကောင်းကြောက်ပြဿနာတွေဖြစ်တာလူသိရှင်ကြားအဖမ်းဆီး6လောက်ခန်းတာရံပရိခါတွေဖြစ်ပြီးအော်ကြီးဟိကျတဲ့အဆက်တွေအကျိုးနဲ့ဖြစ်တာအကျွေးတွေစက်တရားမရှိတော့ပြဿနာတွေဖြစ်တာရောင်းချပေါင်နှန်းတဲ့အနေအထားတွေဖြစ်တာတွေကဆက်သွားဖြစ်တဲ့သတိထားပြီးဂယုစိုက်ပေးပါနော်ချစ်လို့ပြောတာပါပြင်လို့ရအောင်အဲ့တော့ကိုကအတိုက်ခိုက်တွေအညံ့ခိုက်တွေရှိတယ်ဆိုရင်အဲ့ကောင်မကောင်းကျွန်တော်ပြင်လို့ရတယ်ဘာမှစိတ်ပူရမှာမလိုတာဗျာနော်မတ်လ16ရက်20 21ရက်22ရက်အဲ့ရက်လေးဒီကအမရန်ကန်ကောင်းတယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပြောဆိုဆောင်တဲ့အခါမှာအောင်မြင်တယ်အမှုကိစ္စလေးတွေရှိလို့ရှိရင်ဖြေရှင်းတဲ့အခါမှာအောင်မြင်တယ်နော်လူမျိုးပွဲဘာသာကြားရဲ့ကုညီမသားမှုတွေစောက်ရှောက်မှုတွေရရှိတတ်တယ်ဒီဘကီနိုင်ငံကြီးထသွားတာမျိုးတွေဖြစ်တတ်တယ်အခြေအမြင့်အရင်နဲ့ပတ်သက်ပြီးအမရန်စမ်းပွင့်တဲ့ကာလချစ်သူဝိုင်းနေတဲ့ကာလလေးတွေဖြစ်တတ်တယ်အိုးသက်အိမ်သက်ရတာအလုပ်အသက်ရတာမျိုးတွေဖြစ်တတ်တဲ့ကိန်းလေးတွေရှိတယ်ရရင်လည်းကောင်းပါတယ်ဗျာနော်မတ်လ18ရက်18ရက်19ရက်အဲ့ရက်လေးကတော့အညာအခက်လေးတွေရှိတယ်သတိထားပါအိမ်မှာရှိတဲ့စက်ပစ္စည်းတွေမကြာခဏပြတ်လိမ့်မယ်ဆိုင်ငယ်အခုခန္ဓာဆိုင်ငယ်မောက်တာတိုက်တာပြတ်တာဒါတွေအစားဖြစ်တဲ့သတိထားတွားလာလှုပ်ရှားတဲ့အခါမှာအက်ဆီဒန့်ဖြစ်တာမျိုးတွေနာမည်ဂုဏ်သိက္ခာကြောင့်အဆုတ်ဆွဲခံရတာနာမည်ဖြတ်တဲ့လူတွေရှိတာမျိုးတွေကြုံရတယ်မြစ်တာကြီးနဲ့ပတ်သက်လို့ရှိရင်မလွတ်လပ်တဲ့သူတွေနဲ့ပတ်သက်မိတဲ့အချက်တကွဲအကျိုးနဲ့ဖြစ်ပြီး line မော်တွေပါပြန့်သွားတဲ့အနေအထားတွေဖြစ်တဲ့အထူးသတိထားပြီးနာမည်ဂုဏ်သိက္ခာအကြဆုံးကာလတွေမှာပါတဲ့ကြာတာတွေသားသမီးတွေအထူးသဖြင့်ကျန်တာတွေကရတယ်ငွေစင်းနဲ့ဖြစ်စေဒီအခြေအိမ်တော်ကြီးလူမှုရေးနဲ့ပတ်သက်ပြီးဖြစ်စေဖြစ်လို့ရှိရင်ကိုရကြရမဲ့တတ်တယ်သတိထားပြီးပါဒီကာလမှာစုံစည်းရတဲ့သူတွေကကိုယ့်အတွက်ကောင်းမွန်တဲ့ချစ်သူအိမ်တော်မကောင်းတယ်မဟုတ်ဘူးဆိုတာတွေသိစေချင်ပါတယ်ဆန္ဒကိုသိခံတဲ့ထိန်ပါလို့အကြံပေးပြရစေအဲ့တော့ကြာတာတွေသားသမီးတွေကံရရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အစိမ်းရောင်အညိုရောင်အပြာရောင်အနက်ရောင်ကြက်သွေးရောင်တွေကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်သစ္စာပန်းရောင်စုံအောင်တပြေပန်းအုံညွန့်တက်ခွပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးဝယ်တဲ့ဘုရားမှာဘုရားပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါအဲ့တော့ညံ့နေတဲ့အညံ့လေးတွေကင်းပြီးကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်ရရလေးချေဖို့လိုတာပေါ့ဗျာရရနေနဲ့ဘာလို့ကမလဲဆိုတော့လမ်းမှာဂျက်ခွက်ရှိတဲ့နေရာလေးတွေကိုအုံကုန်နဲ့လမ်းခင်းပေးအမအုံကုန်ရှာမရရင်လည်းအုတ်ခဲလေးတွေချိုးပြီးတော့လမ်းခင်းပေးဗျာနော်ဒီစားပေါ့အညံ့အခိုက်လေးတွေပြည်ပြီးကောင်းတဲ့ကံလေးတွေပိုကောင်းသွားလိမ့်မယ်ဒါအပြင်မကောင်းတဲ့အညံ့အခိုက်လေးတွေရှိနေတယ်ဗျလက်လာပါလေးတွေပိတ်တာအစားဖြစ်တယ်ပေါ့ဗျာ
အဲ့ဒါလေးတွေပွင့်လန်းသွားအောင်ကောင်းသွားအောင်ဘာလုပ်ကြမလဲဖုံကြောင်တို့သီလရှင်ကြောင်တို့အဲ့မှာသွားပြီးလို့ရှိရင်ကုလိတွေရေစေးပြီးတချို့အဲ့လိုသွားလို့မရဘူးကုလိတွေနီးနာမရှိဘူးဆိုရင်လည်းအများဆုံးတန်တင်ကန်းတွေကိုမကြာခဏရေစေးပြီးတော့တန့်ရှင်းလေးလုပ်ပြီးတော့ကုသိုလ်ယူလိုက်ပါပိတ်နေတဲ့လက်လာပါလေးတွေပွင့်ပြီးကောင်းတဲ့ကံတွေဧကံမုတ်ချပိုကောင်းသွားပါလိမ့်မယ်။ကြာကပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗေဒစီယာမင်းပိုင်ဆိုဖြစ်ပါတယ်။ကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေတောက်ကြတာသမီးအားလုံးအတွက်16ရက်3လ2025ကနေ22ရက်3လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုချင်းစီတိုင်းကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြတာသမီးတွေပေါ့လေဒီတစ်ပတ်ကာလမှာဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကံပဲစပြီးပြောကြပါလို့ဗျာနော်တောက်ကြတာသမီးတွေအလောက်ကံနဲ့ပတ်သက်လို့ရှိရင်လက်ရှိလုပ်နေတဲ့ဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေအလောက်ကံဖြစ်မဖြစ်အိုးအိမ်နေရာထိုင်ခင်းပြောင်းအားရွှေ့ရမယ်ဆိုတဲ့ကံတရားတွေသွားပါနေတာတွေ့ရတယ်လုံးဝမငြိမ်ဘူးဖြစ်တဲ့သတိထားပေးပါလုပ်ငန်းခွင်ထဲမှာလုံးဝကံမဲ့ချင်းချင်းမနာလို့တိုက်ခိုက်မှုတွေအထက်လူကြီးတွေအမြင်မကြည်နေတာလေးတွေဖြစ်တတ်တယ်အဲ့ဒီဒဏ်ကြောင့်အလုတ်အထုတ်ခံရတာဖြစ်တဲ့သူတို့ကိုယ်တိုင်လည်းအလုတ်ထွက်လာပြီးတော့နောက်တစ်ခုပြောင်းမယ်ရွှေ့မယ်ဆိုတဲ့စိတ်တွေပေါ်လာရစဖြစ်တဲ့ဒီကနေ့မှာအကြံပေးလို့တာကတောက်ကြတာသမီးတွေစိတ်တွေပြန်လွှဲနေတာမျိုးတွေဖြစ်တဲ့စိတ်ခံစားချက်တွေမထိန်ချုံနေတာမျိုးတွေဖြစ်တဲ့ထင်ရဆိုင်လို့တဲ့စိတ်တွေရှိပြီးဖြစ်ချင်ရဖြစ်ဆိုတဲ့အဲ့လိုမျိုးအတွေးတွေအစားဝင်လာတာမျိုးတွေဖြစ်တဲ့စိတ်ကိုအတတ်နိုင်ဆုံးလေးပြင်ပါအရန်အရေးကြီးပါတယ်ဗျာနော်တောက်ကြတာသမီးတွေစိတ်နဲ့ပတ်သက်ပြီးတော်တော်လေးစိုးစိုးဝါးလေးဖြစ်နေတဲ့သဘာဝရှိတယ်တချို့တွေဆိုရင်စိတ်တွေပြန်လွှင့်ပြီးတော့လက်ရှိလုပ်နေတဲ့အလုပ်တွေလည်းလုပ်ချင်နေမရှိတော့ဘူးအလေလိုက်ရှင်တဲ့စိတ်လေးတွေအစတခါကျရင်လမ်းတွေပြောက်ပြီးတော့ဘာတွေတွေးပြီးဘာတွေလုပ်မှမသိဘူးပေါက်ခရတွေရှောက်တွေးနေတယ်တတိထားတချို့ကကြတော့ဒီကာလမှာတချို့အဲ့စိတ်တွေအရန်ပြန်လွှင့်ပြီးတော့ဖျားတွေဘာတွေတောင်ရှစ်ဖို့ကျင်တဲ့စိတ်မရှိတော့တဲ့အထိဖြစ်တယ်ဘာသာရေးအရန်အားလုပ်ပြီးတမထဝိပဿနာအားလုပ်တဲ့သူတွေကတော့တတ်တာပါဗောလေခုနှစ်ညရှစ်ညဖျားရှစ်ဖို့ရုံတော့လည်းဒီကာလမှာအစိကတော့မပြေဘူးဗျဩဟာသားလို့ဖျားရှစ်ဖို့တဲ့အချိန်မှာပဲစိတ်ကတခြားရောက်နေတယ်ဆိုတာမျိုးတောက်ကြသားသမီးတွေရင်ဆိုင်ရလိမ့်မယ်သတိထားပေးပါအထူးသဖြင့်အလုံးမှာအဲ့လိုအပြောင်းလဲတွေဖြစ်တဲ့အခါလက်ရှိတော့ကနေထွက်ပြီးကိုကနောက်တစ်ခုကောင်းတော့ပြောင်းလိုက်တော့ကောင်းလာမင်းတချို့ကတော့ကောင်းတယ်တချို့ကတော့ညံ့တယ်ဒါပေမဲ့တေချာတာတစ်ခုကပြောင်းလိုက်ခဲ့ရင်လည်းအဲ့ပြောင်းတဲ့အလုံးမှာမငြိမ်မနဲ့ထပ်ပြီးပြောင်းရွှေ့ရတာမျိုးတွေနှစ်ဆင့်ပြောင်းရတာမျိုးတွေဖြစ်တဲ့အတွက်အထူးသတိထားပေးပါလို့အကြံပေးခြင်းတယ်တောက်ကြသားသမီးတွေဒီတစ်ပတ်ကာလမှာထီပေါက်တဲ့ကိန်းတွေမှာသွားပါတဲ့အတွက်ဝါသနာပိုင်းထီထိုးပေးပါအနီးနားပတ်ဝန်းကျင်မိတ်ဆွေတွေချင်းအပေါင်းအသင်းတွေကနေဖြစ်စေမိသားစုတွေကနေဖြစ်စေကိုဝင်ဆောင်တဲ့သတင်းစကားတို့ခလေးမွေးတာတို့မြင်ခဲ့တွေ့ခဲ့ကြားခဲ့ရင်လူတွေမဟုတ်ဘူးခွေးလေးတွေကြောင်လေးတွေအစခလေးမွေးတာလေးတွေတားပေါက်တာလေးတွေအစမြင်ခဲ့တွေ့ခဲ့ကြားခဲ့လို့ရှိရင်ထီထိုးပေးပါထီပေါက်တတ်တယ်နော်ကျွန်တော်ဂရန်လေးလေးရွေးပေးမယ်ပေါက်နဲ့တယောက်တော့ပေါ့ထိုးမယ်ဆိုရင်၄စ၃ဆုံးဆိုတဲ့ဂရန်လေးတွေထိုးပြအောင်ထိုးပေးပါထိုင်းထီထိုးပြီနော်ထီပေါက်တတ်တဲ့ဂိမ်းလေးရှိတယ်ငွေချင်းနဲ့ပတ်သက်ရင်တော့တောက်ကြတာသမီးတွေဒီတစ်ပတ်ကာလသည်အမရန်လက်လာမရွှေမယ်ဆိုတဲ့ကာလလို့ခေါ်တယ်ဒီလိုကိန်းမျိုးမှလက်လာမမရွှေရင်ဘယ်ကိန်းမှမရွှေဘူးမဟုတ်တော့ပြောလို့ရတဲ့အနေအထားတွေဖြစ်လိမ့်မယ်လက်လာမအမရန်ရွှေမယ်ရွှေတယ်ဆိုတဲ့အခါမှာငုတ်တို့ထိုင်ပြီးပတ်စံရွှေတာမျိုးမဟုတ်ဘဲနဲ့တမန်အာဒီဝါကြအလုပ်လုပ်မယ်ဆိုရင်လုပ်တော့အောင်မြင်မှုရမယ်ပတ်စံနဲ့လည်းမပြတ်ဘူးဆိုတဲ့ကိန်းမျိုးတွေဖြစ်တယ်ဆုံးရှုံးလာတဲ့ငွေကြေးတွေပြန်လဲရရှိတတ်တယ်လက်ထက်ဘာမှမရှိလို့ငုတ်တို့ထိုင်နေရတဲ့အနေအထားဖြစ်ရင်တော့မှအရင်ကြီးထုတ်ပြီးတော့အလုပ်လုပ်ဖို့အတွက်ကိုကြီးမားသားမဲ့သူတွေကစပေါ်လာတဲ့ကိန်းရှိတယ်အဲ့တော့ကံရဲ့ထောက်ပံ့မှုအပြည့်အဝရပြီးဒီတစ်ပတ်ကာလဒီတောက်ကြသားသမီးတွေအတွက်ကံအကောင်းဆုံးရက်တစ်ပတ်ကာလလို့ပြောလို့ရတယ်ဗျာနော်ဆိုတော့ကံထောက်ပံ့မှုရတဲ့အချိန်မှာဝိရိယအားတွေထပ်ပြီးကြိုးစားပေးပါလက်လာပါအမရန်ရှင်နိုင်မယ်တရလာနံလို့ခေါ်တဲ့ခြံတွေပါတွေဝင်တတ်တယ်ကားတွေပါတွေဝင်တတ်တယ်အဝင်တော်တယ်တံမိုးကြီးတဲ့ကြောင်းမြတ်ရတနာတွေရွှေငွေဒါမျိုးတွေအစားဝင်တယ်ပေါ့ဗျာဝင်အဝင်တော်တာပေါ့ဝါသနာပိုင်းကြောက်တွေပါတွေဖြတ်ပါကြောက်တွေပါတွေအောင်တယ်ဗျာနော်ခြံတွေကားတွေရောင်းဝယ်လို့ကောင်းတဲ့အနေအထားတွေဖြစ်တဲ့အတွက်အမရန်ကောင်းတယ်ပညာရေးနဲ့ပတ်သက်ရင်တော့အမရန်အညံ့ခိုက်လေးတွေရှိတယ်စာချက်ရှင်တွေမရှိဘူးဖြစ်တတ်တယ်စိတ်တွေပြန်လွှင့်ပြီးတော့စာရဲစိတ်ဝင်စားတဲ့အတွက်စောင်းဝဲကြတာမျိုးတွေဖြစ်တဲ့အတွက်ဝရိယအားလေး2စ3စပြင်းပြင်းထန်ထန်လေးကြိုးစားပေးပါမိဘတွေဆရာသမားတွေဘေးနားကနေတည်တည်ချာချာလေးကြက်မှတ်ပေးပါလို့အကြံပေးခြင်းနဲ့ငွေကြေးစီးပွားနဲ့ပတ်သက်ပြီးကံကောင်းတာမှန်တော့လည်းပဲတစ်ဖက်မှာဗာညံ့လဲမေးရင်အခြေအိမ်တော်ကြီးအရန်ဒုက္ခပေးတယ်။သုံးဝဆိုင်ပြဿနာတွေပေါ်တတ်တယ်။မချစ်တဲ့သူတွေကိုသွားချစ်မိတဲ့အတွက်အရှက်တကွဲအကျိုးနဲ့ဖြစ်တဲ့ကိန်းလေးတွေသွားပါတယ်။အခြေအိမ်တော်ကြီးတွေမှာမပတ်သက်တဲ့လူတွေသွားပတ်သက်မိတဲ့အတွက်စိတ်လေတာတွေစိတ်ပြန့်လွင့်တာတွေ
အရှက်တကွဲအကျိုးနဲ့ဖြစ်တာနာမည်ဂုဏ်သိက္ခာကျဆင်းတာတွေအစားဖြစ်တယ်တချို့တွေဆိုရင်ဒီကာလမှာခိုးရလိုက်ပြီးဝါတာတွေလက်ပင်တွေကသာဖြစ်သွားတာတွေဒါတွေကအစားဖြစ်တယ်အထူးသတိထားအိမ်တော်ရှိတဲ့အမျိုးသားအမျိုးသမီးတွေနဲ့သွားပတ်သက်မိတာတွေကအစားဖြစ်တယ်အိမ်တော်ကြီးဖောက်ပြန်မှုတွေတေချာပေါက်ကြုံရတဲ့ဂိမ်းမျိုးတွေမှာသွားပါတယ်ဆိုတော့ငွေကြေးစီးပွားလက်လာမှာထိပေါက်ဝင်နေရွှေငွေဝင်တဲ့ဂိမ်းတွေရှိတာမှန်တော်လည်းပဲတစ်ဖက်မှာတချို့ကအလောင်းကစားလုပ်ရင်ဘဝပြတ်တယ်တစ်ဖက်မှာခုနပြောသလိုအခြေအိမ်တော်ကြီးတွေမှာသစ္စာမဲ့တဲ့လုပ်ရက်တွေတီရီလို့ခေါ်တဲ့ကြက်တီအမြင်ကကင်းမဲ့တဲ့လုပ်ရက်မှုတွေလုပ်တဲ့အခါမှာဝင်လာမဲ့ရွှေငွေတွေစီးပွားလက်လာပါတွေကမဝင်တော့ဘဲနဲ့လက်ပိတ်သွားတတ်တယ်အဲ့လိုပိတ်နေခဲ့ရင်လည်းကံမကောင်းအော်ပြီးထိုင်ကြီးနေလို့ကောင်းလာမယ့်အနေအထားတကွမှမရှိဘူးရရအချိန်တော့တောင်းမတိုးဖြစ်တတ်တယ်သတိထားပါအရာရာဒီကံကြောင့်မဟုတ်ဘူးသူကအဲ့ကိစ္စတွေကိုတော့ရှောင်လိုက်နိုင်ပြီးတော့ဒီတပတ်တာကာလမှာစူးစမ်းပြီးရှာရင်ရှာတော့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာမယ်ပြပနိုင်ငံခီးတွားကျင်တဲ့သူတွေဆိုရင်အကောင်းဆုံးသောသွားတဲ့ကာလလို့ခေါ်တယ်ဗျအရန်ကောင်းတဲ့ကာလပေါ့အဲ့ဒါအခြေအိမ်တော်ကြီးအရန်ဒုက္ခပြီးမယ်ချစ်သူအိမ်တော်ဘက်ကတောက်ကြအင်္ဂါဆိုရင်ပို့ဆိုးတယ်ဗျနော်တောက်ကြအင်္ဂါအဲ့ဒီသားသမီးတွေကိုအကြောင်းပြုပြီးဖြစ်စေတနင်္ဂနွေလည်းပါတယ်ဗျတောက်ကြအင်္ဂါတနင်္ဂနွေအဲ့ဒီသားသမီးတွေကြောင့်စိတ်ညစ်စိတ်ဒုက္ခပြင်းပြင်းထန်ထန်ရောက်လိမ့်မယ်လုံးဝအဆင်မပြေဘူးဖြစ်နေမယ်အိမ်တော်ကြီးအချီဂယုစိုက်ပေးပါတချို့တွေမှာဆိုငယ်ရတဲ့သူတွေများဆိုရင်ညှိဆုံးမိပြီးတော့ကိုယ်ဝင်နေပါလေရုပ်ရထားရတဲ့အနေအထားတွေဖြစ်တဲ့အထိဖြစ်တဲ့အတွက်ပြဿနာတွေအချက်တကွဲအကျိုးနည်းလေးတွေဂယုစိုက်ပေးပါနော်ကျွန်တော်ကတော့ငွေကြေးစီးပွားကိုကျွန်တော်စိတ်မပူတေချာပေါင်းအဆင်ပြေမယ်စိတ်ပြောင်းလဲမှုတွေမပတ်သက်တဲ့နေရာတွေမလွတ်ချတဲ့နေရာတွေကိုတွေးပြီးတော့အဲ့ဒါကြီးတွေကိုဘလို့မဟုတ်ဗျအုံနောက်နဲ့နှလုံးသားဗျိုင်ဆွဲသလိုဖြစ်ပြီးတော့ဒီဘက်ကကျမ်းမာရေးလဲတွားထိတာတွေခုနကပညာရေးနဲ့ပတ်သက်ပြီးတော့လဲတွားညှိတာမျိုးတွေအလုပ်တွေမှာလည်းလုပ်ချင်နေမရှိပဲလေနေတာမျိုးတွေဖြစ်သွားရင်တော့အမှန်တန်ဆုံးရှုံးမှုကောင်းတယ်ဝမ်းနည်းမှုကောင်းတဲ့အနေအထားလေးဖြစ်သွားမှာဆိုတဲ့အတွက်ဘာသာရေးလေးကိုပြင်းပြင်းထန်ထန်လေးလုပ်ပေးပါတမထဝိဝေဒနာလေးအားထုတ်ပေးပါယောဒနာကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့တောက်ကြသားသမီးတွေခုနကပြောတဲ့စိတ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတစ်ချက်ဖြစ်တတ်တယ်ဒုတိယတစ်ချက်ဘာဖြစ်တယ်လဲမေးရင်ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ပြဿနာလေးတွေဖြစ်တတ်တယ်အမျိုးသားတွေရောအမျိုးသမီးတွေရောစီးအဆုပ်အစာရင်းနဲ့ဖြစ်တတ်တယ်အမျိုးသမီးတွေတအိမ်နဲ့ပတ်သက်တဲ့ယောဂလေးတွေကိုယ်ဝင်ရုပ်ရထားရတာမျိုးလေး abortion ဖြစ်သွားတာတွေအစားကြုံရတတ်တယ်သတိထားပြီးနော်အဲ့တော့ဒီကရမှာတောက်ကြသားသမီးတွေအနေနဲ့မတ်လ16ရက်19ရက်20 21ရက်22ရက်အဲ့ဒီရက်လေးတွေကတော့အမှန်ကန်ကောင်းတယ်ဗျအများကိစ္စလေးတွေမှာပါဝင်ဆောင်ရွက်ရတာတွေပရာဟိတလုပ်ရတာမျိုးတွေဖြစ်တတ်တယ်အလောက်ကိုင်းအိုးအိမ်နေရာထိုင်ခင်းမှာကောင်းသောပြောင်းလဲခြင်းတွေနဲ့ပြောင်းလဲတတ်တဲ့ကိန်းလေးတွေရှိတယ်ပြပခီနိုင်ငံခီလေးတွေတွားရလာရတတ်တဲ့ကိန်းလေးတွေရှိတယ်ဆုံးရှုံးထားတဲ့ငွေကြေးအခွင့်အရေးတွေပြန်လဲပေါ်ပေါက်လာနိုင်မယ်ကိုကြီးဆောက်ရှောက်မသားတဲ့သူတွေဝင်တတ်တယ်ခြေတစ်ချောင်းခြေတစ်ချောင်းဝင်လာမျိုးတွေအစားဖြစ်တတ်တယ်အမှန်တန်ကောင်းတဲ့ရက်တပတ်တာပါပဲမတ်လ18ရက်18ရက်အဲ့ရက်မှာတော့အညံ့အခိုက်တွေရှိတယ်လူဝင်တဲ့ပတ်သက်တဲ့ပြဿနာတွေကြောင့်အဆက်တကွဲအကျိုးနဲ့ဖြစ်ဖုံးဖိလို့မရတဲ့အနေအထားတွေရက်တိရွာတိပဝန်းကျင်တွေအဆက်တကွဲအကျိုးနဲ့ဖြစ်တယ်။သွားလာလှုပ်ရှားတဲ့အခါသတိထားပြီးပါ။ဝမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေဖြစ်တော့အခက်မသိရင်ခွဲရဆက်ရတာလေးတွေအစားဖြစ်တယ်။သတိထားပြီးလူရင်းလူယုံအောက်လက်ငယ်သားနောက်ကျော်ဓာတ်နဲ့တစုံထိုးတယ်။သတိထားရှောင်ရှားဖို့အကြံပေးခြင်းတယ်။အဲ့တော့ကံရရဲ့ထောက်မမှုလေးတွေအပြေအဝရကျင်တဲ့ပါဆိုရင်အဝါရောင်အညိုရောင်လိမ်မော်ရောင်အဖြူရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်ရွက်လာပန်းလီလီပန်းရွှေပန်းငွေပန်းဂန်းကော်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ရဲ့ဘုရားမှာဘုရားပန်းကရပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့တောက်ကြသားသမီးတွေပေါ့လေကံရရဲ့ထောက်မှမှုအပြည့်အဝရအောင်ကြုံရတဲ့အညံ့လေးတွေပြည့်အောင်ရရအနေနဲ့ဘာလုပ်ရမလဲဆိုတော့ယဟန်တန်ကတော့တဘာဝကိုကြရာမှုလေးတွေဒါနပြုလူတန်းပေးလိုက်ပါဗျာနော်မိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုဆုတောင်းခြင်းအဖြစ်အလိုရှိရာလေးတွေပြည့်စုံပြီးရွှေလေးမျိုးတွေဝင်လာပါလိမ့်မယ်ကြုံရတဲ့အညံ့အခိုက်လေးတွေပြေဖြောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ညနေဆောင်လေးတစ်ခုမှာစိတ်သားဟင်းလေးကိုထမင်းကျန်းလေးနဲ့နယ်ပြီးတော့လမ်းပြရခွေးလေးကိုဒါနပြုကျွေးမွေးခြင်းအဖြစ်ကြုံရတဲ့အညံ့အခိုက်လေးတွေပြေဖြောင်းအောင်ဆုတောင်းပေးလိုက်ပါတေချာပေါက်ပြေပြောက်သွားပါလိမ့်မယ်တောက်ကြတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်ကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေစရီသားသမီးအားလုံးအတွက်16ရက်3လ2025ကနေ22ရက်3လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောင်းကိန်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေစရီသားသမီးတွေပေါ့လေဒီတပတ်ကာလမှာဘလို့ကံတရားလေးတွေရှိတယ်ဆိုတော့ကအလောက်ကံရမယ်စပြီးပြောကြပါတော့ဗျာနော်အဲ့တော့စနေသားသမီးကျွန်တော်မိတ်ဆွေတွေဒီကာလကတော့အလောက်ကံနဲ့ပတ်သက်လို့ရှိရင်တော့
နှမျိုးဖြစ်တတ်တယ်ပေါ့လေလက်ရှိလုပ်နေတဲ့အလုပ်မှာပေါ့လေကိုကအစင်မပြေလို့ပြောင်းကျင်ရွှေ့ကျင်ထွက်ကျင်တဲ့စိတ်တွေပေါ်လာတတ်တယ်ပေါ်ပါလိမ့်မယ်သူကပင်မနဲ့ပင်မတော့အကျိုးခံစားဝင်ရလာပြီးတော့လေကြီးကြီးမားမားမရဘူးဖြစ်တတ်တယ်ဗျကိုကကြိုးစားတဲ့အခွင့်အရေးတွေကိုတခြားသူတွေကယူသွားတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါတွေတော့ဂရုစိုက်ပြီးပေါ့လေအဲ့တော့ပြောင်းကျင်ရွှေ့ကျင်တယ်ဆိုလဲပြောင်းမှရွှေ့ပါရပါတယ်ဒါပေမဲ့တော့ကျွန်တော်ပုဂ္ဂလိကဝန်ထမ်းတွေနဲ့ဆိုင်ရင်အစိုးရဝန်ထမ်းတွေကိုနည်းနည်းပိုစိတ်ပူတယ်ဘာကြောင့်လဲမင်းအလုံးနဲ့ပတ်သက်ရင်ရံမကင်းဘူးအဲ့ရံကအတွင်းရလာတဲ့ရံထက်ဆိုင်ရင်အပြင်ရလာတဲ့ရံကပိုပြီးစိတ်ပူရတယ်ကြောက်ဖို့ကောင်းတယ်ဗောလေကျွန်တော်ပြောချင်တဲ့စကားလေးတွေပဲနားလည်ကြမယ်ထင်ပါတယ်စိတ်ပူပါပါတယ်မပေါ့ကြပါနဲ့ဗောနော်ကျွန်တော်ဒီလောက်ပဲပြောပြရစေဆိုတော့အညာခိုက်လေးတွေရှိတယ်ရံမကင်းဘူးအဲ့ဒါလေးသိသိချင်းတဲ့အတွက်ဘာသာရေးလေးမြန်မာလေးဖိလုပ်ပေးပါလို့အကြံပေးခြင်းတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီကာလမှာအလုပ်နဲ့ပတ်သက်လို့ရှိရင်သူကအဝတ်အထည်တို့ထီးတို့ဖနက်တို့အထည်လေးလုပ်ငန်းတို့လုပ်ကိုင်တဲ့သူတွေအဆင်ပြေတယ်ရွှေလုပ်ငန်းလုပ်တဲ့သူတွေတို့ရွှေတူးတာတို့ရင်နံနဲ့ပတ်သက်ပြီးလုပ်တာတို့ရေထုတ်ကုန်ပစ္စည်းရောင်းတာတို့ဒါမျိုးလေးတွေကရနေတဲ့ကိစ္စမရှိဘူးဗောလေအဆင်ပြေပါတယ်မြေရောင်းဝယ်လုပ်တာပဲပြောင်းပွဲရုံလုပ်ငန်းနော်စဘာတွေစံစဘာတွေတူအောင်ရောင်းဝယ်တာတွေကအစအများကြီးအဆင်ပြေပါတယ်ကောင်းတယ်ဗောနော်ဒါပေမဲ့လို့ဘာဖြစ်တတ်လဲဆိုတော့ကိုယ်လုပ်ငန်းတွေလုပ်ကိုင်တဲ့အခါမှာမင်းအစိုးရတွေနဲ့ပတ်သက်ပြီးဖြစ်စေစစ်မှတ်ရေးရတွေကြောင့်ဖြစ်စေအလုပ်ကိုင်တွေထိခိုက်ဆုံးရှုံးတာပျက်စီးသွားတာမျိုးတွေဖြစ်တတ်တယ်ကိုယ့်ရဲ့တောက်ကြောင့်ကိုယ်နဲ့တိုက်ရိုက်ဖြစ်တာမဟုတ်ဘူးနော်မင်းအစိုးရတွေကြောင့်ဖြစ်စေခုနကလိုစစ်မှတ်ရေးရတွေကြောင့်ဖြစ်စေမီးအန်ရတွေကြောင့်ဖြစ်စေပေါက်ကွဲတဲ့အရာတွေကြောင့်ဖြစ်စေပျက်စီးဆုံးရှုံးထိခိုက်သွားတာရက်တန့်သွားတာဒါမျိုးတွေအစားဖြစ်တတ်တယ်သတိထားပြီးဖို့အကြံပေးချင်တာရံမကင်းဘူးဖြစ်ချင်တယ်ရံကအတွင်းရလာတဲ့ရံထက်ဆိုင်အပြင်ရလာတဲ့ရံလေးတွေရှိတယ်ဆိုတာလေမမေ့စေချင်ဘူးဗောလေအဲ့တော့အကောင်းဆုံးရလို့တော့မဟုတ်ဘူးသို့တော့မဆိုးဘူးဘာပဲဖြစ်ဖြစ်ဒီတစ်ပတ်ကာလဒီစနေသားသမီးတွေအတွက်ကောင်းတဲ့အရာတွေအများကြီးရှိတယ်ဝါသနာပိုင်းထီထိုးပေးပါလာမယ့်စနေနေ့ဒီစနေသားသမီးတွေအတွက်ကံကောင်းတဲ့ရက်တွေထဲမှာပါတယ်နော်ထီထိုးပေးပါထိုင်းထီနော်ထီပေါက်တဲ့ကိန်းလေးရှိတယ်အဲ့တော့ထီထိုးမယ်ဆိုလို့ရှိရင်သူကကဏ္ဍလေးလည်းယူပေးမယ်ပေါ့ပေါက်တော့လည်းတယောက်တော့ပေါ့ခွန်စားနှစ်အဆုံးဆိုတဲ့ကဏ္ဍလေးထိုးပြအောင်ထိုးပြီနော်ထိုင်းထီမှာ3ညအစလည်းထိုးလို့ရတယ်ဖြစ်ရင်3ညအစနှစ်အဆုံးလည်းထိုးလို့ရပါတယ်ဗျာနော်ထိုးပြအောင်ထိုးပေးပါထီပေါက်တဲ့ကိန်းလေးရှိလို့အားများတယ်ပေါ့နော်အထူးသဖြင့်တချို့တွေများဒီကလာမှာကိုနေတဲ့လမ်းရဲ့ချင်းဘက်မှာနိုင်တွေပါတယ်အသုဘတွေပါတယ်ပေါ်တတ်တယ်အဲ့လိုပေါ်လို့ရှိရင်လည်းထီပေါက်တဲ့ကိန်းရှိတယ်ဗျာနော်ကိုဝင်ဆောင်မိကနေညညနေလာပြီးတက်ခုတာမျိုးတွေဆိုလည်းထီပေါက်တဲ့ကိန်းလေးရှိတော့ထီတော့ထိုးပြအောင်ထိုးပေးပါနော်ဒီကလာမှာထီလေးပေါက်လို့ရှိရင်အားလုံးအဆင်ပြေကြအောင်နော်အဲ့ဒါလေးအကြံပေးခြင်းဖြစ်တယ်ငွေချေးနဲ့ပတ်သက်ရင်တော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေဒီကလာမှာငွေချေးကန်တွေကဘာပဲပြောဒီကလာကတော့လက်လာမှာပွင့်တဲ့ကလာတွေမှာပါတယ်သို့တော့ရတဲ့ပတ်စံတွေမမြဲဘူးဗျမမြဲတဲ့ဆိုတဲ့အခါမှာကိုယ့်ရောက်ကုန်တာမျိုးဆိုတာလည်းဆိုင်ရင်ဆွေမျိုးညီကောင်မောင်နှမတွေကိုအကြောင်းပြုပြီးငွေကုန်ကြေးကြများတာသားသမီးတွေကိုအကြောင်းပြုပြီးငွေကုန်ကြေးကြများတာမိဘတွေကိုအကြောင်းပြုပြီးငွေကုန်ကြေးကြများတာစသည်အားဖြစ်ပေါ်လေကိုကြောင့်မဟုတ်ဘူးနော်သူတို့ကိုအကြောင်းပြုပြီးတော့ဖြစ်တယ်ဗျကုန်တယ်ဗျအဲ့တော့ကိုယ်ကပတ်စံမရသေးဘူးဒီမှာကုန်ဖို့ဆိုပြီးတော့တခြားအကြောင်းကအမျိုးကြီးပေါ်နော်ဟိုမှာနေတာဘာဖြစ်ပြန်ပြီဟိုမှာနေသမီးဘာဖြစ်ပြန်ပြီဥပမာကိုကပြည်ပမှာလှုပ်တယ်ပေါ့လေအိမ်ကိုပြန်မင်းနဲ့တခါမှမလောက်ဘူးဖြစ်နေတယ်ပေါ့လေအကြောင်းမျိုးမျိုးတွေပြပြီးဖြစ်နေကြတာပေါ့အဲ့တော့အနောက်ကိုလက်ကြည့်လိုက်လို့ရှိရင်ကြောပဲရှိတယ်ဆိုတဲ့အနေအထားတွေဖြစ်တော့ရသမျှဟာလေးတွေကစုမိဆောင်မိတာလေးတွေအားနေတတ်တယ်သတိတော်ထားပေါ့ရှင်းပုံရှင်းခံကြီးမားတဲ့သူတွေဆိုတော့ဒီကာလမှာအမွေနဲ့ရတာမျိုးတွေဖြစ်တတ်တယ်ပတ်စံတွေပါရရင်အိမ်ဆောက်တာမျိုးတော့လုံးဝမလုပ်သင့်ဘူးမြေတွေပါတွေဝယ်ပြီးစုတာပါအဝင်တော်တယ်ကားတွေပါတွေလာရောက်တာဈေးသက်သာနဲ့ရောင်းတာတို့နော်ပေါင်တာမျိုးလို့ဆိုရင်လုံးဝလက်မခံပါနဲ့မကြာခဏပြက်တာမျိုးလေးတွေတိုက်ကားကြီးလာပြီးရောင်းတာမျိုးလေးတွေလက်ပူတိုက်ပြီးလာရောင်းတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ဂျင်းမိတတ်တယ်တစ်ချက်လေးသတိထားပေးပါလို့အကြံပေးပြရစီနော်ဆောင်းဝဖြစ်ရရှိတဲ့ညီငယ်ညီမငယ်တွေစနေသားသမီးတွေရှိတယ်ပေါ့ဘာမှစိတ်မပူတဲ့ညီငယ်ညီမငယ်တို့တေချာပေါင်းဆောင်ပွဲအောင်မှုဆိုတဲ့ကာလတွေမှာပါတယ်ကိုဘကဝရိယအားလေးထည့်ပြီးကြိုးစားပေးဖို့ပဲလို့တယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ဘာမှစိတ်ပူတရားမလို့နော်သို့တော့ကံကောင်းတဲ့ဆိုပြီးတော့စာမကြက်ပဲနေတော့ဆောင်ပွဲချမှာပေါ့လေဝရိယအားလေးတော့ထည့်ပြီးကြိုးစားပြီးထူးထူးချွန်ချွန်လေးအောင်တာမန်နဲ့မအောင်ဘူးထူးထူးချွန်ချွန်ဂုံလူတွေပါတဲ့အထိဖြစ်သွားတဲ့အထိဆိုတော့ကြိုးစားပေးပါဝမ်းသာဖို့ကောင်းတယ်နော်ဒီကာလမှာဆောင်းဝဲဖြစ်တဲ့သူတွေရှိတဲ့အတွက်အမှန်ကောင်းတယ်ပြီးတော့ဒီကာလမှာစနေသားသမီးတွေကဘာပဲကြုံရအတိုက်ခိုက်လေးတွေနဲ့ရင်ဆိုင်ပြီးတော့မှအောင်မြင်တယ်ဆိုတဲ့ကိန်းမျိုးတွေမှာသွားပါတယ်ဗျသူကမကောင်းတာမဟုတ်ကောင်းတယ်ဒါပေမဲ့တိုက်ခိုက်ရတဲ့သဘာဝရှိတော့တခုဆိုရင်စိတ်ရှည်သိခံတာမျိုးတွေဖြစ်စေခြင်းနဲ့ဒီကာလမှာကျွန်တော်ခုနပြောတဲ့စကားတွေမှာလည်းပါပြီးစိတ်ဒုက္ခပေးမယ်ဆိုရင်အောက်လက်ငယ်သားတွေညီကောင်မောင်တို့ကအရင်ချက်ချာတွေနော်ဆွေမျိုးညီကောင်မောင်တွေကိုအကြောင်းပြုပြီးဖြစ်စေတာသမီတွေကိုအကြောင်းပြုပြီးဖြစ်စေအဲ့လူတွေကိုအဓိကထားပြီးဒုက္ခသူတို့ကဒုက္ခပေးတတ်တယ်ပေါ့လေအထူးသဖြင့်ဘောဓဂုတာသမီနော်တနင်္လာတာသမီတွေကောင်းအောင်ဒုက္ခပေးတတ်တယ်သတိထားပေးပါတနင်္လာဘောဓဂုတွေကိုအကြောင်းပြုပြီးစိတ်ငြိမ်စိတ်ဒုက္ခရောက်တယ်
ချစ်သူအိမ်တော်ဘက်ကအိမ်နေသားသမီးတွေဆိုရင်ကွဲတာပြက်တာတွေအစားဖြစ်တယ်မကွဲမပြက်အောင်ကွဲလူပြက်လူတယောက်တည်းညာတွေခွဲနေရတာအိမ်ဘဝဆင်းသွားတာဒါမျိုးတွေအစားဖြစ်တော့သတိထားပေးပါလို့ထပ်တယ်လည်းအကြံပေးခြင်းတယ်ဒီကလာမှာတခုခုဆိုရင်ဇူရီဇူလိုလုပ်တဲ့အကျင့်တွေကြောင့်ပြဿနာလေးတွေအတိုက်ခိုက်တွေဖြစ်တတ်တယ်ဒါပေမဲ့လို့တစ်ဖက်မှာလည်းအဲ့လိုဇူရီဇူလိုလုပ်တဲ့ကိစ္စတွေကြောင့်အញ្ញံခိုက်တွေကိုကြော်သွားပြီးအောင်မြင်မှုတွေရတတ်တယ်ဆိုပြီးအစွန်းနှစ်ဖက်ထွက်လာတွေဖြစ်တတ်တဲ့အတွက်ဂရုစိုက်ပါမပြောနိုင်ပဲနဲ့အဝတ်ထည်တို့ထိဖက်တို့လက်ဆောင်တွေပါတယ်ရလို့ရှိရင်တော်တော်ကြီးကံကောင်းတယ်ဗျာနော်ပြီးတော့ဒီကလာမှာထူးထူးခြားခြားဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆောင်ရွက်ရတာမျိုးတွေဖျောက်မှုကိစ္စလေးတွေနော်သွားတာလာတာမျိုးတွေဖြစ်တတ်တယ်သွားလာပြီးတဲ့နောက်ပိုင်းလဲစမ်းပွင့်လက်ပွင့်နော်ပြရတဲ့လေးတွေအစားအများကြီးအားကောင်းလာလိမ့်မယ်သွားပြအောင်သွားပြီနီနီဘိုးဖျားဘူးတွေခဏလောက်ထွက်လိုက်ပါပြန်လာပြီးတဲ့နောက်ပိုင်းအမှန်အဆင်ပြေမယ်ကိုယ်မှာတုံးနေတဲ့ရေပိုက်တွေပြက်နေတယ်အမြဲတမ်းပြတ်နေရေလေးတွေမလုံးတော်ကြာနေတယ်ပေါ့ရေကနေမလဲလာကြလို့ဆိုပြီးအနေတွေထိုင်ရင်းကြီးတွေတက်ချက်ချင်းလဲပေးလိုက်ကြနော်အဲ့ဒါလေးတွေကလက်ပိတ်နေတာမျိုးတွေဖြစ်တတ်တယ်ဂရုစိုက်ပြီပါပြီးတော့အိမ်မှာတုံးနေတဲ့ရက်စစ်ပစ္စည်းတွေမကြာခဏပြက်တာလေးတွေမိသီးကျုံသွားတာလေးတွေနော်ဘရေကာကျတာလေးတွေဖြစ်တယ်အများဆုံးလဲပြီးသူတို့ကလက်လာပါပိတ်တာမျိုးတွေဖြစ်တတ်ပါတယ်ဂရုစိုက်ပါကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေအမျိုးသားတွေကြတော့ဒီကနေ့မှာကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်လက်တွေပါနေနာတာမျိုးတွေဖြစ်တတ်တယ်ရင်ဘတ်ဝမ်းမိုင်းနဲ့ပတ်သက်ပြီးပြဿနာတွေဖြစ်တတ်တယ်ဂရုစိုက်ပြီးအသက်အရွယ်ကြီးနေတဲ့သူတွေဆိုရင်လေဖြတ်တဲ့အန္တရာယ်ရှိတယ်သတိထားမိန်းကလေးတွေကိုကျွန်တော်တစ်ချက်စိတ်ပူတယ်တချို့တွေဆိုရင်ဒီကနေ့မှာငယ်ရွယ်နဲ့အခြေမြတာကြီးမှာအနောက်ရှက်တွေဖြစ်ပြီးကိုယ်နေပါတယ်ရတဲ့ကိုယ်ကိုဖျက်ချလိုက်ရတဲ့အနေအထားဖြစ်တတ်တယ်ငယ်ရွယ်တဲ့ချစ်သူအိမ်တော်ဘက်တွေဆိုလို့ရှိရင်ဒီကနေ့မှာကိုယ်ရတဲ့ခါမှာအဲ့ရတဲ့ကိုယ်ကအဖက်မတင်မနဲ့ abortion ဖြစ်သွားတာမျိုးတွေဖြစ်တဲ့အတွက်အထူးသတိထားပေးပါသွေးသားအသက်အိမ်နဲ့ပတ်သက်တာဖြစ်တယ်အသက်40နောက်ပိုင်းအမျိုးသမီးတွေဆိုရင်တော့ဝမ်းမိုင်းနဲ့ပတ်သက်ပြီးမကြာခဏအောက်တက်တယ်အောက်ရင်ဘယ်ဘက်ချမ်းအောက်တာများတတ်တယ်အဲ့လိုဖြစ်ရင်တဲ့အိမ်မှာရေးကြတာမျိုးတွေဖြစ်တဲ့အတွက်အထူးသတိထားပါလို့အကြံပေးပါရစေအဲ့တော့စနေသားသမီးကျွန်တော်မိတ်ဆွေတွေမတ်လ16ရက်19ရက်20 21ရက်22ရက်အဲ့ရက်လေးတွေကတော့အမရကန်ကောင်းတယ်ဗျာနော်ဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးတအားကောင်းတယ်နိုင်ငံသားကိုပညာရေးမှာပညာတော်သင်ဖို့ဆိုပြီးတော့ကျောင်းလျှောက်တဲ့သူတွေအဲ့ကလာမှာရတယ်ဗျပြပကိုနိုင်ငံဒီပညာရေးနဲ့သွားမယ်ဆိုတဲ့သူတွေကအဆင်ပြေတယ်အလုပ်နဲ့သွားတဲ့သူကတော့အဆင်မပြေဘူးဖြစ်တတ်တယ်ခီးသွားတတ်တယ်အလူတန်းကိစ္စမင်္ဂလာကိစ္စတွေဆောင်ရွက်ရတတ်တဲ့ကိန်းလေးတွေရှိတယ်ခီးသွားပြီးအကျိုးရှိတဲ့ခီးလေးတွေသွားတတ်တယ်လို့ဆိုကြပါစို့ဗျာနော်အနောက်တောင်လောက်ရက်ကိုခီးသွားတာမျိုးတွေပြပနိုင်ငံသားထိခီးသွားတာတွေကစာဖြစ်တတ်တယ်တော်တော်လေးအားကောင်းတယ်ပြီးတော့တမိုးကြီးတဲ့စနေနဲ့ပတ်သက်တဲ့တွင်းထွက်ပစ္စည်းလေးတွေဖြစ်စေအဝတ်ထည်ထင်းထတွေဖြစ်စေလက်ဆောင်လေးတွေပါလေးတွေရတတ်တယ်တော်တော်လေးအားကောင်းပါတယ်တခုဆိုလို့ရှိရင်လူမျိုးသားဘာသာသားတွေရဲ့ကုညီမသားမှုတွေရရှိပိုင်ဆိုင်နေတယ်သို့တော့မတ်လ18ရက်18ရက်အဲ့ချက်လေးတွေကအញ្ញံအခက်တွေရှိတယ်သတိထားမယ်ငွေကြေးအပြောင်းအရှလေးတွေဖြစ်တတ်တယ်တခုခိုးခံရတာလေးတွေဖြစ်တတ်တယ်သတိထားမယ်ဆွေမျိုးညီကောင်မောင်နှမအောက်လက်ငယ်သားဒါတွေကိုအကြောင်းပြုပြီးတော့စိတ်တော်ကလေးတွေရောက်စရာလေးတွေဖြစ်တတ်တယ်ငွေကုန်ကြေးကြများတတ်တယ်အခြေအနေမြတ်တာရင်းနဲ့ပတ်သက်လို့ရှိရင်တော့ရှုပ်ရှက်ခက်တဲ့အနေအထားတွေဖြစ်တတ်တယ်သုံးဝန်ဆိုင်လေးတွေထပ်ပေါ်တတ်တယ်သတိထားပြီတနေ့လာဘုဒ္ဓခုတောက်ကြကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်ဒုက္ခရောက်တတ်တယ်ဂယုစိုက်နေပါအလောက်ကွင်မှာရံမကင်းမဲ့တဲ့ပြဿနာလေးတွေအတိုက်ခိုက်တွေဖြစ်တဲ့အတွက်သွားလာလှုပ်ရှားတဲ့အခါအထူးသတိထားပါအဲ့တော့ကံရရဲ့ထောက်ပံ့မှုတွေအပြေးအဝရကျင်သွားဆိုရင်အနက်ရောင်နှုတ်နဲ့ရောင်အဝါရောင်အညူရောင်အဲ့ဒီအရောင်တွေကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင်ဘရောင်းညွန့်မင်းတို့ပန်းရောင်စုံဒေစီပန်းနေစီပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုယ်တဲ့ဖះမှာဖះပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးစွဲပေးပါအဲ့တော့ကျွန်တော်မျိုးစီစနေသားသမီးတွေပေါ့လေဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိပြီးအញ្ញံခိုက်အတိုက်ခိုက်တွေကလည်းရှိတယ်ရှိတော့ဒီအញ្ញံလေးတွေပြီးပြီးကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရန်ရလေးတော့ခြေရမှာပေါ့အဲ့တော့ရန်ရလေးနဲ့ဘာလို့လုပ်ရမလဲဆိုတော့နဂယုံဖះမှာမနဲ့စောစောလေးနှုတ်ဆံမျိုးလေးကတ်လူပေးပါပြီးတော့အဲ့နှုတ်ဆံမျိုးလေးတွေကလည်းကိုယ်တိုင်နဲ့စားသုံးလို့ရတယ်အနိနာကသူတွေကိုလည်းဒါနပြုကျွေးမွေးခြင်းအဖြစ်အလိုရှိရာဆန္ဒလေးတွေပြည့်စုံပြီးထီစုကြီးတွေပါတွေပေါက်တတ်ပါလိမ့်မယ်နော်ပြီးတော့ကြုံရတဲ့လက်လာပါပိတ်တဲ့အခြေအိမ်တော်ကြီးတွေဖြစ်စေငွေကြေးနဲ့ပတ်သက်ပြီးလက်လာပါပိတ်နေတာဖြစ်စေအញ្ញံခိုက်လေးတွေပြေပြောင်းချင်တယ်ဆိုရင်ကိုယ့်အနီးနားလမ်းထဲမှာရှိတဲ့ကလေးလေးတွေကိုကြားမဟုတ်ဘူးလေးတွေဒါနပြုကျွေးမွေးပေးလိုက်ပါအဲ့လိုကျွေးတဲ့အခါကလေးလေးတွေကိုလက်ခုပ်လက်ဝါးတီးပြီးအော်ဟစ်ပြီးတချင်းလေးပါလေဆိုကခိုင်းလိုက်သူတို့ကအကိုယ်မှာအဲ့လိုပြောရှိနေကတာခုံယူတဲ့အချိန်မှာပဲပိတ်နေတဲ့လက်လာပါလေးပွင့်ပြီးတော့ကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပူလေးကောင်းသွားပါလိမ့်မယ်စနေသားမျိုးရအောင်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်